ဒီလိုရှင်းနိုင်ထိုးပြီးလို့7မိနစ်ရှိပါပြီမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုတဏှာကြီးပူပူလောက်အချိန်ယူပြီးတော့နာယူကြည်ညိုကြနှလုံးသွင်းမှတ်သားကြရအောင်ဒီကနေ့သာသနာတော်နှစ်2559ခုနှစ်ကောဇာတိခေ1385ခုနှစ်တပေါင်းလာပြီးကျော်15ရက်2014ခု3လပိုင်း30ရက်တနင်္ဂနွေနေ့ညချမ်းအခါကာလမှာပိဋကပေါင်းတော်တို့မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်။ဦးဇင်းတို့လည်းမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ဒီတော့ဒီကနေ့ညတရားနာရောက်ရှိလာကြတဲ့ပိဋကပေါင်းတော်တို့ကိုဦးဇင်းတို့ဗတရားဟောမှာတော့ဆိုလို့ရှိရင်ခုတ်တကနိကေဣတိယပါဠိတော်မှာလာရှိတဲ့သင်္ဃာတိကဏ္ဍသုတ်တံတဲ့သင်္ဃာတိကဏ္ဍဆိုတဲ့စကားကသင်္ကန်းစွန်းလို့အဓိပ္ပာယ်ရပါတယ်အဲ့ဒါဒီသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုပုဂ္ဂိုလ်တွေကမြတ်စွာဘုရားနဲ့နီးတဲ့ပုဂ္ဂိုလ်လဲဘယ်လိုပုဂ္ဂိုလ်တွေကတော့မြတ်စွာဘုရားနဲ့ဝေးတဲ့ပုဂ္ဂိုလ်လဲဆိုတာကိုအဓိကမြတ်စွာဘုရားနဲ့နေတဲ့လူမြတ်စွာဘုရားနဲ့ဝေးတဲ့လူဆိုတာဘယ်လိုပုဂ္ဂိုလ်တွေကိုပြောတာဆိုတာကိုမြတ်စွာဘုရားဟောတာဒါကြောင့်ဦးဇင်းတို့ဒီသုတ်တန်လေးကိုဘုရားနဲ့နေသူလို့တရားကောင်းစဉ်ပြီးပြီးဟောပါမယ်တရားဓမ္မတို့ဦးဇင်းတို့တွေမြတ်စွာဘုရားရဲ့ပုံမှာကြည်ညိုတဲ့စိတ်ညှို့တဲ့စိတ်တန်ဖိုးထားတဲ့စိတ်အလုံးရှိကြပါတယ်ဒါကြောင့်မြတ်စွာဘုရားနဲ့နေတယ်ဆိုတာလေးကအလုံးမမင်္ဂလာရှိတယ်ပေါ့နော်မြတ်စွာဘုရားနဲ့ဝေးတယ်ဆိုရင်တော့ဒါမကောင်းဘူးပေါ့အဲ့လိုဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့နေအောင်မိမိတို့မှာဘယ်လိုအရေးသွေးရှိဖို့လိုမလဲမြတ်စွာဘုရားနဲ့ဝေးတယ်ဆိုတာကဘယ်လိုစိတ်ဓာတ်မျိုးရှိတဲ့ပုဂ္ဂိုလ်တွေလဲဆိုတာကိုနာယူကြည့်ကြည့်ကြဘုရားတို့ဒီသုတ်တံကဣတိယပါဠိတော်မှာလာတာဆိုတော့ဣတိယပါဠိတော်ကရှင်မခုတ်ဆုတ်တရာဟောထားတဲ့တရားဒေသနာတွေကိုစူးစီးပြီးတော့သံဃာနဲ့တင်ထားတာအဲ့ဒါကိုဦးဇင်းတို့ဣတိယပါဠိတော်လို့ခေါ်တာဟောတာကတော့မြတ်စွာဘုရားဟောတာပေါ့နော်ဒါပေမဲ့လို့ခုတ်ဆုတ်တရာကပြန်ပြီးတော့ဟောထားတာစူးစီးပြီးတော့ဟောထားခုတ်ဆုတ်တရာဆိုတာကနော်ဒကမာကြီးတွေရဲ့နေပင်မှာအင်မတန်အတူရည်စရာကောင်းတဲ့ဒကမာကြီးတယောက်ပေါ့ဦးဇင်းတို့ဥပတိကဒါယကမာကြီးတွေမှာပညာအရာမှာဣတရေရတဲ့နော်တကယ်အလွန်အစွမ်းတတိထက်မြက်တဲ့ဒကမာကြီးတယောက်ပါပဲသုတေနမင်းရဲ့မိဖုရားသာမဝတိအဲ့ဒီသာမဝတိမိဖုရားရဲ့အထိန်တော်ပေါ့နော်ခုတ်ဆုတရာဆိုတာအဲ့ဒီခုတ်ဆုတရာဟောထားတဲ့တရားဒေသနာတော်တွေကိုဒါဣတိယပါဠိတော်လို့ခေါ်အဲ့ဒီဣတိယပါဠိတော်တွေမှာဒီသုတ်တံလေးပါတယ်နော်အဲ့ဒါကိုပိဋကပေါင်းတော်တို့နာယူကြည်ညိုကြရအောင်အတန်ချက်ဆက်ကနည်းနည်းအုံးနေရလေးကိုနည်းနည်းလေးလျှော့လိုက်စပါနော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိခြင်းတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပ္ပေမြတ်ဉာဏ်ဒီလိုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတ်တင်မြတ်လို့ရှိခုပူတော်ကြအောင်စို့အလုံးတအုပ်ချီးမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရေယပညာပိသောတာဝိယတမောဟတမံသန္နရမရလောကကရောဝနိတုဂတံဂတိဝိမု ddံကရုဏာတိတလဟရေယမဟာကရုဏာတော်ဖြင့်အမြတ်သောစိတ်နှလုံးလေးရှိတော်မူပါပေထသောပညာပိသောတာဝိယတမောဟတမံအရဟတမေတိဟုသောအယံဝလင်းဖြင့်ဝိဇာတိဟုသောမိမ္မောကိုဖယ်ခွာတော်မူပေထသောသန္နရမရလောကကရောလူနှင့်မြမတ္တဝါနန္ဒတို့ဤကြောက်တိတန်တို့အလေးကတို့ပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddံ ဒေဝမနောတံမိရေယနှင့်ပေတတရိစ္ဆာလာယရှိငါတံသောဂတိတို့မှလည်းထိုသဖြင့်ကင်းလွတ်တော်မူပေထသော
သူကတံပတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာပရမကဲ့သို့ပြတ်သားထင်းထင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဘုန်းနေဝနာမှာကာယဝစီမနောချေ၍သုံးနေဒေါရပနာမဖြင့်တောက်ွားရိုကျိုးလက်ဆုံမောဟရှိခုဥညုတ်ပါ၏မြတ်စွာဘုရားသင်္ဃတိကဏသုတ်တံနဲ့ဘုရားနဲ့နေသူစတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်သင်္ဃတိကံနေစိပိဘိက္ခဝေဘိက္ခုကဟေတဝပိဋ္ဌိတောပိဋ္ဌိတောအနုပန္နောပိအတ္တပါရိပါရဏိခိပန္နောဘိက္ခဝေယဟံတော်မြတ်အိုจิตသားတို့မေရှံငါဘုရားဤသင်္ဃတိကံနေသင်္ကန်းစွန်းတို့ကိုကဟေတဝဆွဲကံ၍ပိဋ္ဌိတောနောက်မှဘာဒေငါဘုရားဤခြေတော်ရာ၌ဘာဒံမိမိဤခြေရာကိုနိခိပန္တောနင်းချ၍အနုပန္တောအစဉ်တစ်ဖြင့်လိုက်ပြီးစေပြီးအတ္တအကယ်၍ဖြစ်စေကမူယဟန်တို့တဲ့ငါဘုရားရဲ့သင်္ကန်းစွန်းကိုဆွဲကင်ပြီးတော့ငါဘုရားရဲ့နောက်ကနေပြီးတော့ငါဘုရားနင်းချလိုက်တဲ့ခြေရာကိုဖဝါခြေချထက်ကျက်မကွာနော်အဲ့ဒါလိုသင်္ကန်းစွန်းကိုဆွဲပြီးတော့ယဟန်တစ်ပါးကလိုက်နေတယ်ဆိုကြပါစို့ဒါဆိုရင်မြတ်စွာဘုရားနဲ့ခန္ဓာကိုယ်ရင်းကတော့အလွန်နီးတယ်ပေါ့နော်အဲ့ဒါလိုမြတ်စွာဘုရားရဲ့သင်္ကန်းစွန်းကိုဆွဲကင်ပြီးတော့ဖဝါခြေချထက်ကျက်မကွာလိုက်ပြီးတော့နေပါတော့လေပဲတဲ့အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်နေတုံးဆိုတော့သောဇဟောတိအဘိဇ္ဇလိုကာမေတုတိပ္ပတာရာကောဗျာပါဏစိတ်တော်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်တဲ့အည်သွေးတွေကဘယ်လောက်ထိအောက်တန်းကျနေတုံးဆိုလို့ရှိရင်သောဇထိုပုဂ္ဂိုလ်သည်အဘိဇ္ဇလူသူတော်ရဲ့ပစ္စည်းကိုမတရားလိုချင်တဲ့အဘိဇ္ဇတွေကလည်းများနေတယ်လူကတော့မြတ်စွာဘုရားရဲ့သင်္ကန်းဆုံးကိုဆွဲကင်ပြီးတော့ဘဝခြေချက်ထက်ချက်မကွာလိုက်နေတာပဲဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်ကအဘိဇ္ဇလူတဲ့နော်အဘိဇ္ဇတွေအလွန်များနေတယ်အဘိဇ္ဇဆိုတာကသူများပစ္စည်းကိုမတရားလိုချင်တဲ့စိတ်ပေါ့နော်ကာမေတုတိပ္ပတာရာကောကာမေတုကာမဂုဏ်အာယုန်တို့၌တိပ္ပတာရာကိုပြင်းထန်သောတက်မဲ့မှုရှိသည်ကာမဂုဏ်အာယုန်တွေနဲ့တွေ့လာရင်လည်းပဲအလွန်ပြင်းပြင်းထန်ထန်တက်မဲ့မောရတဲ့စိတ်လည်းရှိနေတယ်တဲ့နော်ပြီးတော့ဗျာပါဏစိတ်တော်တဲ့သူ့ရဲ့စိတ်ဓာတ်တွေကဖောက်ပြန်နေတယ်စိတ်ကတတိတန်းတာမရှိဘူးဖောက်ပြန်နေတယ်ပြီးတော့ဝိပ္ပန္နစိတ်တော်ဗျာပါဏစိတ်တော်စိတ်ဓာတ်ကဖောက်ပြန်နေတယ်ပြီးတော့ဗဒုဋ္ဌမနသင်္ကပ္ပောတဲ့သူ့ရဲ့အတွေးအကြံတွေကပြင်းမှန်းလိုတဲ့စိတ်ဒေါသနဲ့ရှင်တဲ့အတွေးတွေကြီးပဲတွေးနေတယ်တဲ့နော်မကျေနပ်တဲ့စိတ်တွေနဲ့ပဲတွေးနေတယ်ပေါ့သူ့ရဲ့အတွေးကနော်ဗျာပါဏစိတ်တော်ဝိပ္ပန္နဗျာပါဏစိတ်တော်ဗဒုဋ္ဌမနသင်္ကပ္ပောမௌထတတိအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတတိကလည်းမကပ်ဘူးတဲ့တတိကလည်းကင်းလွတ်နေတယ်ပေါ့တတိမရှိဘူးပေါ့မိမိခန္ဓာမှာဘာဖြစ်နေတယ်ဆိုတာကိုသိအောင်မြင်အောင်ကြိုးစားအထောက်တဲ့နေရာမှာတတိကအလွန်တရာမှအခရာကြတာအဲ့ဒီတတိကလည်းသူ့တဏ္ဍာမှာမရှိဘူးမௌထတတိအတ္တမဇာနောတဲ့အစဉ်ဉာဏ်ပညာကလည်းကင်းမဲ့နေတယ်တတိတံပဇင်ဆိုတဲ့တွဲသုံးတာရှိတယ်နော်တံပဇင်ဆိုတဲ့ပညာတရားကလည်းသူ့တဏ္ဍာမှာအဲ့ဒီအချိန်မှာမရှိဘူးတဲ့နော်ဦးဇင်းတို့တရားဦးဇင်းတို့သူ့ရဲ့အည်သွေးကိုမကောင်းတဲ့အည်သွေးတွေကိုပြောတဲ့နေရာမှာမြတ်စွာဘုရားအဲ့ဒါ9မျိုးလောက်ပြောထားတယ်အဲ့ဒါကိုပြေးတော့သူတော်ကောင်းတို့ဒီကြာကြာလေးနာယူကြည့်မယ်နော်အတ္တမဇာနောတမဇင်တရားလည်းကင်းမဲ့နေတဲ့ပညာလည်းမရှိဘူးပြီးတော့အတ္တမဟိတောတဲ့သူ့ရဲ့စိတ်မှာတည်ငြိမ်မှုဆိုတာလည်းမရှိဘူးတမာရီတရားမရှိဘူးဒါလည်းမကဘူးတဲ့ဝိပ္ပန္နစိတ်တော်စိတ်ကလည်းအလွန်မှပြန့်လွင့်နေတယ်တုန်လှုပ်နေတယ်မတည်ငြိမ်ုံနဲ့မကဘူးပြန့်လွင့်တုန်လှုပ်နေတယ်ဟုတ်လားပြီးတော့ပါကတိန်တရီယောတဲ့သူ့ရဲ့မျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အိန္ဒြေ6ပါးဟာလည်းပဲစောင့်စည်းထားတဲ့သဘောမရှိဘူးမကြည့်ကျင်တာကိုကြည့်ပဲနားထောင်ကျင်တာကိုနားထောင်မယ်
ဒီမျက်စိနာနာလျှာကိုစိတ်နဲ့ပတ်သက်ပြီးတော့သူ့မှာအကုသိုလ်မဖြစ်အောင်ဘာမှထိမ့်သိမ်းထားတဲ့သဘောဘာမှမရှိဘူးမြင်တာနဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဖြစ်ခြင်းဖြစ်မယ်ဒေါသဖြစ်ခြင်းဖြစ်မယ်ပေါ့ကြားတာနဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဖြစ်ခြင်းဖြစ်မယ်ဒေါသဖြစ်ခြင်းဖြစ်မယ်ပေါ့အဲ့ဒီမြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းကြောင့်လောဘဒေါသမောဟမဖြစ်အောင်သူ့မှာထိမ့်သိမ်းထားတဲ့သဘောစောင့်စည်းထားတဲ့သဘောဘာမှမရှိဘူးဒီဒေါသ6ပါးကိုဘာမှစောင့်ရှောက်ထားတဲ့သဘောမရှိဘူးတဲ့အဲ့ဒါလိုသာဆိုလို့ရှိရင်တော့တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့သင်္ကန်းစွန်းကိုဆွဲကင်ပြီးတော့ဘဝခြေချထက်ချက်မကွာလိုက်ပြီးတော့နေပါတော့လေပဲအထခောစင်စစ်အဖြစ်သောထုပုဂ္ဂိုလ်ဒီမေရှံငါဘုရားနဲ့အာရကဝဝေးကွာသည်သာဒီအဲ့ဒါဘုရားနဲ့သူနဲ့အဝေးကြီးပဲတဲ့နော်အဟင်္စငါဘုရားဒီလည်းပဲတက်တာအဲ့ဒီပုဂ္ဂိုလ်နဲ့အာရကဝဝေးကွာသည်သာဒီတဲ့သူမှငါနဲ့ဝေးတာမဟုတ်ငါလည်းသူနဲ့အဝေးကြီးပဲတဲ့နော်စကားကိုပြောတော်တာစီးဆက်ဆက်ပြောတော်တာနော်အဲ့ဒီစိတ်သက်တည်ရှိနေမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာငါဘုရားနဲ့အဝေးကြီးသူသာလည်းငါနဲ့ဝေးတာမဟုတ်ငါကလည်းသူနဲ့အဝေးကြီးတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့အကြောင်းပြချက်ကလေးမြတ်စွာဘုရားကပြောတယ်တရားကိုမမြင်ဘူးဆိုရင်ဒါဘုရားကိုမမြင်နိုင်ဘူးတဲ့နော်အကျင့်ပုဂ္ဂိုလ်တူတယောက်ဒီတရားကိုမြင်တဲ့သဘောမရှိဘူးအဲ့လိုတရားကိုမမြင်တဲ့ပုဂ္ဂိုလ်ဒီဒါမြတ်စွာဘုရားကိုမြင်တယ်လို့မဆိုနိုင်ဘူးဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ဒီငါနဲ့အလွန်နီးကပ်စွာနေနေတော်လည်းပဲတရားကိုမမြင်တဲ့အတွက်ကြောင့်ငါဘုရားနဲ့နီးဖို့နေနေတာကမြင်ဖို့မမြင်ရဘူးဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောနော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဘုရားနဲ့နီးတယ်ဘုရားနဲ့ဝေးတယ်ဆိုတာခန္ဓာကိုယ်ချင်းနီးတာဝေးတာကိုအဓိကကြည့်ပြီးတော့မြတ်စွာဘုရားဟောတာမဟုတ်ဘူးခန္ဓာကိုယ်ချင်းဘလို့ပဲနီးနေစေကမို့အကယ်၍ယခုနကပြောခဲ့တဲ့အင်မတန်ရုပ်ညံ့တဲ့သဘောတဘာဝ9မျိုးနော်အဲ့ဒါရှိနေမယ်ဆိုရင်တော့အဲ့ဒါမြတ်စွာဘုရားနဲ့ဘလောက်ပဲခန္ဓာကိုယ်ကနီးနေလို့လည်းပဲသဘောတဘာဝအဖြစ်တော့အလွန်ဝေးတယ်ပေါ့အဲ့ဒီ9မျိုးကိုပြန်ပြီးတော့ဒကာဓမ္မတို့ဥရှင်တို့မှတ်သားကြည့်မယ်နော်ဒါတွေကဒကာဓမ္မတို့ဥရှင်တို့ပုထုဇဉ်ရဲ့တဏ္ဍမှာညာတော်အဖြစ်တော့ရှိနေတတ်တယ်ပေါ့နော်ရှိနေတတ်တယ်အဲ့ဒါပထမဘာပြောတုံးဆိုတော့အဘိဇ္ဇာလူနော်အဘိဇ္ဇာတရားတွေများနေတယ်သူများပစ္စည်းကိုမတရားလို့ရင်လည်းသူများပစ္စည်းကိုပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့မကြာခဏတွေးမိတယ်နော်အဲ့ဒါကိုအဘိဇ္ဇာတရားလို့ခေါ်အဲ့ဒီအဘိဇ္ဇာတရားတွေရှိနေမကောင်းဘူးပေါ့နော်ပြီးတော့ကာမေတုတိဗ္ဗတာရာကိုကာမဂုဏ်အာယုန်ရဲ့ပုံမှာအလွန်ပြင်းထန်စွာဆွဲလန်းတဲ့မမောတဲ့သဘောဟာလည်းပဲမကောင်းဘူးပေါ့ကာမဂုဏ်အာယုန်ဆိုတာကဒီတပေါင်းသူတော်ကောင်းတို့အလုံးဒီလောက်ကတော့ကျွမ်းကျင်လိမ္မာကြပြီးသားလို့ဥစဉ်ထင်ပါတယ်နော်ကာမဂုဏ်အာယုန်ဆိုတာကအစဉ်မျိုးစုံရှိတယ်အတန်မျိုးစုံရှိတယ်အနံမျိုးစုံရှိတယ်အရာသာမျိုးစုံရှိတယ်အတွေ့အထိမျိုးစုံရှိတယ်ဒါတွေရဲ့ပုံမှာကိုယ်ကဆွဲလန်းတဲ့မမောတယ်ဆွဲလန်းမမောတယ်ဆိုတဲ့နေရာမှာတော့တာမန်ပြောထားတာမဟုတ်တိပ္ပဆိုတာအလွန်ပြင်းပြင်းထန်တာနော်မရရင်မနေနိုင်မမြင်ရရင်မနေနိုင်မကြားရရင်မနေနိုင်ဟုတ်လားဒီဟာရဲ့ပုံမှာအလွန်မှဆွဲဆွဲလန်းလန်းတန်တမက်မက်ဖြစ်နေတာမျိုးဒါကာမဂုဏ်အာယုန်ရဲ့ပုံမှာအလွန်မှဆွဲလန်းမှုမမောမှုအားကြီးတယ်လို့ဆိုတာနှစ်ချက်ရှိသွားပြီနော်ပြီးတော့ဂျာပန်နာစိတ်တော်တယ်ဖောက်ပြန်တဲ့စိတ်ရှိတယ်စိတ်ကပုံမှန်မဟုတ်ဘူးပေါ့ဟုတ်လားပုံမှန်မဟုတ်ဘူးဆိုတာကယူသွတ်နေတာမျိုးကိုဆိုလိုတာမဟုတ်နောက်စိတ်ရဲ့သဘောတဘာဝဖောက်ပြန်နေတယ်ဆိုတဲ့ကောစားသူကောင်းတော့မကောင်းဘူးပေါ့ဟုတ်လားဒီဂျာပန်နာစိတ်တော်ဗဒုဋ္ဌမနသင်္ကပ္ပောတဲ့နော်လေးခုမြောက်ကဗဒုဋ္ဌမနသင်္ကပ္ပောဆိုတာဗဒုဋ္ဌဆိုတာကပြင်းမားလို့တဲ့စိတ်ကြမ်းထမ်းတဲ့စိတ်တစုံတယောက်ကိုပျက်စီးသွားသေးလို့လားဆင်းရဲသွားသေးလို့လားတော့ဒေါသပြတ်ထမ်းတဲ့သဘောပါပဲဒီသင်္ကပ္ပဆိုတာကအတွေးကြံပေါ့နော်ဗဒုဋ္ဌမနသင်္ကပ္ပောဆိုတာသူ့ရဲ့စိတ်ထဲမှာပြင်းမားလို့တဲ့စိတ်ပျက်စီးဆိုတဲ့စိတ်တွေနဲ့တွေးကြံနေတတ်တဲ့သဘောကိုဒါဗဒုဋ္ဌမနသင်္ကပ္ပလို့ခေါ်အဲ့ဒါရှိနေရင်လည်းပဲဒါဘုရားနဲ့မနေဘူးဘုရားနဲ့ဝေးတယ်ဟုတ်လား၄မျိုးရှိပါပြီနော်ပြီးရင်မုဋ္ဌတတိတတိကင်းလွတ်တယ်တတိဆိုတာကဒီနေရာမှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်လို့ဖြစ်ပြီးသားတွေကိုပြန်ပြီးတော့အမှတ်ရတာကိုလည်းပဲတတိလို့တချို့ပြောကြတာရှိရပေါ့နော်ဒီနေရာမှာဆိုလိုတဲ့တတိကအဲ့ဒီတတိကိုဆိုလိုတာမဟုတ်ဘူးဟုတ်လားကိုယ်ခန္ဓာမှာဘာဖြစ်နေတယ်လဲဆိုတာကိုသိတယ်အမှတ်ရတတ်တဲ့တတိကိုဆိုလိုတာနောက်တဲ့ပြောရလို့ရှိရင်သတိပဋ္ဌာန်တရား၄ပါးမှာပါတဲ့တတိပေါ့နော်ယောဂါယပိုင်းဇင်ယာကိုသိနေမယ်ခံစားချက်ဝေဒနာကိုသိနေမယ်ဟုတ်လားစိတ်တွေဖြစ်တိုင်းသိနေမယ်ဓမ္မတဘာဝတွေဖြစ်တိုင်းသိနေမယ်ဆိုရင်ဒါတတိကအကြီးအကဲနေရာနဲ့ပါနေတယ်အဲ့ဒီတတိမျိုးအဲ့ဒီပုဂ္ဂိုလ်တဏ္ဍာမှာမရှိဘူးတတိခင်းနေတယ်ခန္ဓာပေါ်မှာတတိကတ်ထားတဲ့သဘောမရှိဘူးနော်
အဲ့ဒါကိုဘာလို့မုဋ္ဌတတိတဲ့ဒါဆိုရင်လည်းဘုရားနဲ့ဝေးတယ်ပေါ့ဟုတ်လားပြီးရင်ဘာလို့အတ္တမဇင်ညာတဲ့အတ္တမဇင်ညာဆိုတာကတမ္ပဇင်တရားမရှိတာတမ္ပဇင်တရားဆိုတာပညာကိုပြောတာပါစဉ်းစားတဲ့ဆင်ញင်တတ်တဲ့အမှန်တိုင်းစဉ်းစားဆင်ញင်တတ်တဲ့ဉာဏ်ပညာကိုအဓိကဒီနေရာမှာရည်ရွယ်ပြီးတော့ပြောတာနော်အကျိုးရှိတာမရှိတာကိုစဉ်းစားတတ်ဖို့ဆင်ញင်တတ်ဖို့လိုတယ်နောက်တတ္ထကတမ္ပဇင်တဲ့ဟုတ်လားလုံးတဲ့နာမလုံးတဲ့နာကိုလည်းပဲစဉ်းစားဆင်ញင်တတ်ဖို့လိုတယ်ဟုတ်လားတပ္ပါယတမ္ပဇင်ဆိုပြီးတော့တမ္ပဇင်တရား၄ပါးပိဋကပေါင်းသူတော်ကောင်းတို့ကြားဘူးပြီးသားဖြစ်မယ်လို့အရင်ထင်ပါတယ်နော်အေးအဲ့ဒီတမ္ပဇင်တရားတွေကင်းမဲ့နေတယ်ဆိုလို့ရှိရင်လည်းဒါပါတော့ဖရာနဲ့ဝေးတယ်တဲ့ဘယ်နှမျိုးရှိသွားပြီတော့6မျိုးရှိသွားပြီနောက်ပါပြောတော့ဆိုတော့အတ္တမဟိတောတဲ့တမာတိလည်းမရှိဘူးတည်ငြိမ်တဲ့သဘောမရှိဘူးပေါ့တည်ငြိမ်တဲ့သဘောမရှိလို့ရှိရင်မှန်မှန်ကန်ကန်သိတယ်နားလည်တယ်မြင်တယ်ဆိုတဲ့ဉာဏ်ဆိုတာဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်တမာတိတရားဆိုတာကလည်းတန်ဖိုးရှိတဲ့အရာပေါ့အဲ့ဒီတန်ဖိုးရှိတယ်လို့ဆိုရဲအဲ့ဒီတမာတိတရားကလည်းသုတ္တန်ဓမ္မမရှိဘူးတဲ့ဒါဆိုရင်လည်းဘုရားနဲ့ဝေးတယ်ပေါ့ဟုတ်လားပြီးတော့ဘာပြောတော့တမာဟိတောပြီးတော့ဝိပ္ပန္နစိတ်တော်တမာတိမရှိုံမျှတယ်မကဘူးအလွန်မှသူ့ရဲ့စိတ်ဟာတုန်လှုပ်နေတယ်ပြန့်လွင့်နေတယ်ဘာမှသူဟာတည်တည်ငြိမ်ငြိမ်စူးစီးထားတဲ့သဘောမျိုးဘာမှမရှိဘူးအလွန်တရာမှတုန်လှုပ်နေတဲ့သဘောရှိတယ်ဒါဆိုရင်လည်းဘုရားနဲ့ဝေးတယ်ပေါ့နောက်ဆုံး9ခုမြောက်ကတော့သူကတော်တော်စဉ်းစားရကောင်းတယ်ပါကတိန်တရီရောတဲ့အိန္ဒြေကိုစောင့်စည်းတဲ့သဘောဘာမှမရှိဘူးမျက်စိနာနာလျှာကိုစိတ်ကိုစောင့်စည်းတဲ့သဘောဘာမှမရှိဘူးနော်မျက်စိနာနာလျှာကိုစိတ်ကိုအရင်လိုအိန္ဒြေ6ပါးလို့လဲဆိုသလိုဓာရ6ပါးလို့ကမပြောဘူးလားပြောတယ်ဓာရဆိုတာတကားပေါက်ပေါ့နော်ဒီတကားပေါက်ကနေပြီးတော့အာယုန်တွေဟာဒါဝင်ထွက်သွားလာနေတယ်လို့တင်စားပြီးတော့ပြောလို့မရဘူးလားအဲ့ဒါလိုအာယုန်နေနဲ့ဒီဓာရတွေနဲ့ထိခိုက်တဲ့အခါမှာကိုကတတိအဆောင်ရှောက်မထားနိုင်ဘူးစောင့်စည်းမှုမရှိဘူးဆိုလို့ရှိရင်လိုချင်စရာလို့ထင်ရင်ဒါလောဘဖြစ်မယ်မကျေနပ်စရာလို့ထင်ရင်ဒါဒေါသဖြစ်မယ်ပေါ့အဲ့လိုလောဘဒေါသဖြစ်ပြီဆိုလို့ရှိရင်ဒါမျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်စည်းတယ်လို့မဆိုနိုင်ဘူးအဲ့လိုမဖြစ်အောင်စောင့်စည်းရမယ်ပေါ့သူကတော့တော်တော်ကိုလေးနေတဲ့အနေအထားမှမရှိဘူးလားရှိတယ်ဦးဇင်းတို့လူငယ်ပိုင်းကိုအဓိကဦးစားပေးပြီးတော့အခြေခံကြကြစပြောမယ်ဆိုလို့ရှိရင်လည်းပဲဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အိန္ဒိ6ပါးနဲ့ပတ်သက်ပြီးတော့ဒီကိစ္စကတော့မမြင်လည်းဖြစ်တယ်ဆိုရင်မကြည့်ပဲနေနိုင်အောင်စောင့်စည်းနိုင်ရမယ်ပေါ့ဒါအစကနဦးဒါလေးတွေကစရမှာပေါ့ဟုတ်လားဒါကကိုယ့်အတွက်အကျိုးမရှိဘူးကိုယ့်အတွက်အများကြီးအကျိုးမဲ့သွားနိုင်နေဆိုရင်ဒါမျိုးကိုမကြည့်ပဲနေနိုင်ရမယ်နားမထောင်ပဲနေနိုင်ရမယ်အဲ့လိုမစားပဲမတော့ပဲမတွေးပဲမကြံပဲအဲ့လိုမျိုးနေနိုင်ရမယ်ကိုယ့်ကိုယ်ထိမ့်သိမ့်နိုင်ရမယ်ပေါ့နော်အဲ့လိုလဲထိမ့်သိမ့်နိုင်မှုဘာမှမရှိဘူးအဲ့ဒီတရား9မျိုးနဲ့သာပြည့်စုံနေမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားနဲ့ခန္ဓာကိုယ်ချင်းဘလောက်ပဲနိကတ်တဲ့နေရာမှာနေတကယ်စင်စစ်တော့မြတ်စွာဘုရားနဲ့သူနဲ့ဟာအဝေးကြီးပါတဲ့။ဘာကြောင့်လဲဆိုတော့တရားကိုမမြင်သူသည်ငါဘုရားကိုမမြင်ဘူးဆိုတာကိုအဲ့ဒါမြတ်စွာဘုရားကအကြောင်းကြားထားတယ်။ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘုရားနဲ့နီးသူဆိုတဲ့တရားမှာအဲ့ဒါမြတ်စွာဘုရားကဘုရားနဲ့ဝေးတာကိုအရင်ပြောတယ်နော်။နောက်ဘုရားနဲ့နီးတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တော့ဆိုတော့ဆက်ပြီးတော့မြတ်စွာဘုရားဟောတယ်ယောဇနာတတိစီပိတောဘိခဝေဘိက္ခုဝိဟရိယဘိက္ခဝေယဟံတော်မြတ်အိုจิตသားတို့ဘိက္ခုယဟံတောဘိက္ခုတို့ယဟံတိယောဇနာတတိငါဘုရားနဲ့ယူဇနာတရားဝေးကွာသောအရက်၌ပင်တော်မှလေစေဝိဟရိယအကယ်၍နေစေကမူယဟန်တစ်ပါးကတော့ပုဂ္ဂိုလ်တယောက်ကတော့ငါနဲ့ယူဇနာတရားဝေးတဲ့အရက်ဒေသမှာနေနေတယ်တဲ့ခန္ဓာကိုယ်ချင်းကတော့အဝေးကြီးပေါ့နော်ဒါပေမဲ့လို့သူ့ရဲ့စိတ်အတွင်းတန်တန်မှာဘလို့အည်သွေးတွေရှိနေတော့ဆိုတော့သောဇတို့ပုဂ္ဂိုလ်သည်အနဘိဇာလူအဘိဇာတရားကင်းသည်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တန်မှာအဘိဇာခုနတုန်းကပြောခဲ့တဲ့အဘိဇာမရှိဘူးနော်သူတော်ပစ္စည်းကိုမတရားလိုချင်တဲ့အဘိဇာမရှိဘူးနော်ကာမေတုနတိဗ္ဗတာရာကိုကာမဂုဏ်အာယုန်လေးရဲ့ပုံမှာပြင်းပြင်းထန်ထန်မမောတယ်ဆိုတာမရှိဘူးနော်ပြီးတော့ဗျာအဗျာပါဏစိတ်တော့နော်ဖောက်ပြန်တဲ့စိတ်လည်းမရှိဘူးနော်ပြီးတော့အဘဒုဋ္ဌမနသင်္ကပ္ပောတဲ့နော်သူတစ်ပါးကိုပြင်မလို့တဲ့ပျက်စီးစီလို့တဲ့အဲ့ဒါလိုအတွေးအကြံတွေလည်းမရှိဘူးဟုတ်လားပြီးတော့ဥပဋိဌတတိလည်းရှိတယ်တဲ့ခန္ဓာကိုယ်မှာထင်တဲ့တတိရှိရဲ့ပေါ့
နော်ပြီးတော့တန်ပစင်ညတန်ပစင်တရားလည်းသူ့မှာရှိတယ်ပြီးတော့တမာဟိတတမာတိတရားလည်းသူ့မှာရှိတယ်ဟုတ်လားပြီးတော့ဦးဇင်းတို့ဧကကနော်ဧကကစိတ်တော်နော်တည်ငြိမ်တဲ့စိတ်နော်တဖြောင်းလဲထားနိုင်တဲ့စိတ်ပေါ့ဟုတ်လားဧကကစိတ်တော်တဖြောင်းလဲထားနိုင်တဲ့နော်အလွန်တည်ငြိမ်တဲ့စိတ်လည်းသူ့မှာရှိတယ်ပြီးတော့ဦးဇင်းတို့တန်ဟုသူတန်ဟုတော်တဲ့အိန္ဒြေကိုကောင်းစွာစောင့်စည်းထားတဲ့သဘောလည်းရှိတယ်ဟောသူလည်းပဲ9မျိုးပဲနော်ဧကကစိတ်တော်တန်ဟုတန္တရိရောအဲ့ဒီအင်္ဂါရက်9ပါးနဲ့အဲ့ဒီအရေးအသွေး9မျိုးနဲ့သာပြည့်စုံမယ်ဆိုရင်တော့စောစောကပြောသလိုယူဒနာတရားမှာဝေးတဲ့အရက်ဒေသမှာမြတ်စွာဘုရားနဲ့အလွန်ဝေးတဲ့အရက်ဒေသမှာနေတော်လည်းပဲအဲ့ဒီပုဂ္ဂိုလ်အဲ့ဒီယဟန်ဟာဒါဘုရားနဲ့နီးတယ်တဲ့နော်အထာကောစင်စစ်တော့ကသောဇာဘိက္ခုတို့ယဟန်သည်မေရှံငါဘုရားနဲ့တန်တိကေဝနေသည်သာလင်ဒီနော်အဲဆာငါဘုရားဒီတတ်တန်ထိုပုဂ္ဂိုလ်နဲ့တန်တိကေဝနေသည်သာလေနော်ဒီအည်သွေး9မျိုးနဲ့သာပြည့်စုံမယ်ဆိုရင်ခန္ဓာကိုယ်ချင်းကဘလောက်ပဲဝေးနေတယ်အဲ့ဒါမြတ်စွာဘုရားနဲ့နီးတယ်လို့မြတ်စွာဘုရားကပြောတယ်။ဘာကြောင့်မြတ်စွာဘုရားနဲ့နီးတယ်လို့ပြောရတော့ဆိုတော့အကြောင်းပြချက်ကတရားကိုမြင်သောပုဂ္ဂိုလ်ဒီဘုရားကိုမြင်လို့ပါပဲတဲ့။ဟုတ်ရဲ့လား။တရားကိုမြင်ရင်ဘုရားကိုမြင်နေပေါ့။ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဘုရားနဲ့နီးဖို့အတွက်ရှိရမယ့်အည်အသွေး9မျိုးဟုတ်လား။ရှိရမယ့်အည်အသွေး9မျိုးအဲ့ဒါကိုပိဋကပေါင်းတော်ကောင်းတို့နည်းနည်းပြန်ပြီးတော့နှလုံးသွင်းကြည့်မယ်နော်။နံပါတ်1ပါတော့ဆိုတော့အနဘိဇ္ဇာလို့တဲ့အဘိဇ္ဇာတရားမရှိရဘူး။နောက်သူတို့ကပစ္စည်းမတရားလိုချင်တဲ့သူပစ္စည်းကိုပစ္စည်းဖြစ်ခြင်းနဲ့စိတ်မရှိရဘူး။ဒါဆိုလို့ချင်းဘုရားနဲ့နီးမယ်ပေါ့။ဟုတ်ရဲ့လား။ပြီးတော့ကာမေတုနတိဗ္ဗတာရာကောကာမဂုဏ်အာယုန်ရဲ့ပုံမှာပြင်းထန်တဲ့နော်ပြင်းထန်တဲ့ဆွေးနွေးမှုမရှိရဘူးဆိုတော့သူကအလွန်ပြင်းပြင်းထန်ထန်တက်မဲ့မဲ့ကြီးဖြစ်တာကြီးကမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားဟိုပုထုတင်သဘောကကာမဂုဏ်အာယုန်ရဲ့ပုံမှာဆွေးနွေးမဲ့မောတဲ့စိတ်အထိုက်လျောက်ဆိုတာတော့ဒါရှိကြတာပေါ့လေသို့တော့ဒီဒေသနာတော်ကိုဦးဇင်းတို့တေးချာချာစဉ်းစားကြည့်တဲ့အခါကျတော့သူကတိပ္ပတာရာကောအလွန်ပြင်းထန်တဲ့ယာကပေါ့အဲ့ဒါကတော့တော်တော်ကိုမကောင်းဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ကာမဂုဏ်အာယုန်ရဲ့ပုံမှာပြင်းထန်တဲ့ယာကမရှိဘူးဆိုလို့ရှိရင်ဒါလည်းပဲမြတ်စွာဘုရားနဲ့နေရပေါ့ဟုတ်ရဲ့လားအေးပြီးတော့အဗျာပါဏစိတ်တော်တဲ့နော်မဖောက်ပြန်တဲ့စိတ်ရှိတယ်နော်ပြီးတော့အပရုဋ္ဌမနသင်္ကံပေါ်တဲ့သူ့ရဲ့အတွေးကြံတွေကပျက်စီးစီလိုမှုနော်ပြစ်မှားလိုတဲ့စိတ်ဒါတွေနဲ့တွေးကြံနေတာမျိုးမရှိဘူးဟုတ်လားဒီဒါဆိုရင်လည်းပါလေဘုရားနဲ့နေတယ်ပြီးတော့ဦးဇင်းတို့ဥပဋိဌပတိနော်ခန္ဓာမှာထင်တဲ့သတိရှိရမယ်ဒီစကားလေးကအလုံးမကြစ်လက်တယ်လို့ဦးဇင်းထင်တယ်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာတတိထားရမယ်ဆိုတဲ့အဓိပ္ပာယ်နော်တတိဆိုတာကခုနကတော့လည်းနည်းနည်းဒါဦးဇင်းတို့ပြောလိုက်ပါတယ်နော်ဒီခန္ဓာရဲ့သဘောတဘာဝကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်တဲ့နေရာမှာတတိကအလွန်မှအခရာကျတယ်အဓိကကျတယ်ပေါ့တတိမပါလို့ခန္ဓာရဲ့အမှန်တဘာဝကိုသိဖို့မဖြစ်နိုင်တတိမပါလို့ရှိရင်ဒါကြောင့်တတိရှိကိုရှိရမယ်နော်တတိပဒံတရားကိုစောစောတည်းမှာကြိုးစားအထောက်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒါလို့တတိဆွေးမြဲပြီးတော့ရှိမယ်ခန္ဓာမှာတတိထင်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာပါတော့ကိုဘုရားနဲ့နေရတယ်ပေါ့ဟုတ်လားအေးပြီးတော့ဦးဇင်းတို့တန်ပစင်ညာတဲ့နော်တန်ပစင်တရားလည်းရှိရမယ်ဒီနေရာမှာတတိရှိရင်လည်းပဲတန်ပစင်တရားဆိုတာကကပ်ပြီးတော့ပါမလာပြီဟုတ်လားပါလာမယ်နော်သိတဲ့တီးလိုက်တာကိုအမှန်တိုင်းသိတဲ့ဉာဏ်ပညာဒါတတိရဲ့စွမ်းအားတတိကြောင့်ဖြစ်မလာနိုင်ပြီဟုတ်လားဖြစ်လာနိုင်တယ်အေးအဲ့ဒါလိုတန်ပစင်တရားရှိလာပြီစဉ်းစားတတ်တဲ့ဆင်ခြင်တတ်တဲ့မှန်မှန်ကန်ကန်နားလည်တတ်တဲ့ဒီဉာဏ်ပညာဖြစ်လာပြီဆိုရင်ဒါလည်းပဲပါတော့ဘုရားနဲ့နေပါလေတဲ့ဟုတ်လားအေးပြီးတော့ပါတော့သမာဟိတတဲ့တည်ငြိမ်တဲ့စိတ်ရှိရဒါကလည်းပဲဦးဇင်းတို့အခြေခံအားဖြင့်တတိပေါ်မှာပဲအဓိကမူတည်နေမယ်လို့ထင်ပါတယ်နော်အေးသမာဓိတရားရှိရတည်ငြိမ်တဲ့စိတ်ဆိုတာရှိမှနော်သမာဟိတောဘိက္ခွေယထာဝုဒ္ဓမဇာနာတိမှန်မှန်ကန်ကန်သိတယ်ဆိုတဲ့ဉာဏ်ပညာဟာတည်ငြိမ်မှုကိုအခြေခံမှဖြစ်နိုင်တာကိုဟုတ်လားအေးဒါကြောင့်တည်တည်ငြိမ်ငြိမ်ရှိပြီဆိုလို့ရှိရင်လည်းပဲဒါပါလို့ဘုရားနဲ့နေတယ်တဲ့ဟုတ်လားအေးသမာဟိတောပြီးတော့ဦးဇင်းတို့ဧကကစိတ်တော်နော်အလွန်တည်ငြိမ်တဲ့စိတ်ရှိရဟုတ်လားတခုလေးသောအာယုံမှာစိတ်ကိုထားနိုင်တဲ့သဘောပေါ့
နော်ဒီဓမ္မသဘောဝါတွေရဲ့ပုံမှာစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တဲ့သဘောဟုတ်လားတမာတိပါပဲသူလည်းပဲနော်အဲ့ဒါရှိလို့ရှိရင်လည်းဘာလို့ဘုရားနဲ့နေတယ်နောက်ဆုံးအရေးသွေးကတော့သူတန်ဟုတော်တဲ့နော်သူတန်ဟုတဆိုတာကသူတန်ဟုတိန်ကလေးရောနော်အိန္ဒြေကိုကောင်းစွာစောင့်စည်းထားတဲ့သဘောဟုတ်လားမျက်စိနာနာလျှာကိုစိတ်ဆိုတဲ့ဒီတကား6ဘော့ကိုတတိအဆောင်အကျက်ထားပြီးတော့ကောင်းကောင်းစောင့်စည်းနိုင်တဲ့သဘောရှိရဒါမှမြတ်စွာဘုရားနဲ့နေမယ်ပေါ့အဲ့တော့ပိဋကပေါင်းတော်ကောင်းတို့ဒီအိန္ဒြေကိုစောင့်စည်းဖို့ဆိုတဲ့နေရာမှာလည်းပဲအဓိကကတော့တတိပါပဲဟုတ်ရဲ့လားတတိရှိမှအိန္ဒြေကိုကောင်းကောင်းစောင့်စည်းနိုင်မှာဒါကြောင့်မိမိတို့ရဲ့မျက်စိနာနာလျှာကိုစိတ်ကိုနော်ဒါနဲ့မြင်တာနဲ့ပတ်သက်ပြီးတော့ကြားတာနဲ့ပတ်သက်ပြီးတော့နာနာစားတာထိတာတွေးတာနဲ့ပတ်သက်ပြီးတော့နော်တတ်နိုင်တယ်ဗျအကုသိုလ်မဖြစ်ရအောင်ထိမ့်သိမ်းကြဖို့စောင့်စည်းကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါလိုထိမ့်သိမ်းနိုင်မယ်စောင့်စည်းနိုင်မယ်ဆိုရင်ထိမ့်သိမ်းနိုင်မှုစောင့်စည်းနိုင်မှုရှိတာနဲ့အမျှအဲ့ဒါမြတ်စွာဘုရားနဲ့ကိုယ်နဲ့နေတယ်အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီဒေသနာအရာနော်တိတိကျကျစဉ်းစားကြည့်မယ်ဆိုရင်တရားဓမ္မတို့ဦးဇင်းတို့တွေဟာမြတ်စွာဘုရားနဲ့ဝေးတလဲနီးတလဲဖြစ်နေမယ်လို့ထင်တယ်ဟုတ်လားကောင်းစမကောင်းတဲ့သဘောတွေကလည်းကိုယ်ကပယ်နိုင်နေဘူးလေဟုတ်လားဒီခုနကပြောခဲ့တဲ့အင်မတန်ညံ့ပြင်းတဲ့အနေအထားတွေကလည်းတခါတည်းမရှိဘူးလားရှိတယ်ဒီအဲ့ဒီအနေအထားမျိုးရှိနေပြီဆိုတော့အဲ့ဒီအချိန်ကတော့အရာဘုရားနဲ့ကိုယ်နဲ့ဝေးနေတာပဲဟုတ်ရဲ့လားခုနတုန်းကမြင့်မြတ်တဲ့အည်အသွေးကိုမျိုးနဲ့ပြည့်စုံနေတဲ့အချိန်နော်အဲ့ဒီအည်အသွေးကိုမျိုးတစ်မျိုးမျိုးရှိနေတဲ့အချိန်အဲ့ဒီအချိန်မှာတော့ကိုဟာပါတော့ဘုရားနဲ့နီးနေတယ်ဟုတ်လားဒါကြောင့်ကိုယ်နဲ့ဘုရားနဲ့နီးဖို့အတွက်ကိုယ်မှာအည်အသွေးကောင်းကောင်းရှိဖို့လိုတယ်ကိုယ့်ရဲ့စိတ်ဓာတ်ကလေးတွေမွန်မြတ်ဖို့လိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကတော့ဒီစိတ်ဓာတ်ရဲ့မြင့်မြတ်တဲ့သဘောစိတ်ဓာတ်ရဲ့ယုံညံ့တဲ့သဘောတွေကိုဒါဟောဟာတာအမျိုးမျိုးနဲ့ခွဲခြားစိတ်ဖြာဝေဖန်ပြီးတော့ဟောသွားတာပဲအဲ့တော့ဦးဇင်းတို့အကျဉ်းမြင့်လေးအနှစ်ချုပ်ပြောရမယ်ဆိုရင်တော့နော်လောဘဒေါသမောဟကိလေသာတွေများတယ်ဆိုလို့ရှိရင်ဒါမြတ်စွာဘုရားနဲ့ဝေးရပါပဲဟုတ်တယ်မဟုတ်လားလောဘဒေါသမောဟကိလေသာတရားနည်းမယ်ပါမယ်ဆိုရင်ဒါမြတ်စွာဘုရားနဲ့နီးတာပါပဲလို့အဲ့လိုအကျဉ်းမြင့်ကိုမှတ်ရင်ကိုမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါလေအဲ့ဒါမြတ်စွာဘုရားကဏိဂုံးကျုပ်နော်ဂါထာ9ပုဒ်ဆက်ပြီးတော့ဟောထားတယ်အဲ့ဒါတွေကအလွန်စဉ်းစားရကောင်းတယ်လို့အရင်ထင်တယ်နော်သူကဘာဟောထားတော့ဆိုတော့အနုဘာနောပိစေအတ္တမေသောစဝိကတဝဧဇာနုဘောအနေဇတ္တနေဘူးတတ္တသအနေဘူးတောအဂေတောဝိတခေတ္တကေတောသောဝိတခေရတ္တပတ္တယဝံစအာရကတဲ့ပထမဂါထာလေးကအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့အနုဘာနောပိစေအတ္တမေသောစဝိကတဝမြတ်စွာဘုရားရဲ့နောက်ကိုနိနိကကအမြဲလိုက်နေပါတော့လေပဲမဟိသောစဝိကတဝအလိုတွေကအလွန်ကြီးမယ်စိတ်ကလည်းပဲအမြဲတမ်းကြမ်းတမ်းခက်ထန်ပြီးတော့ဖောက်ပြန်တုန်လှုပ်ပြီးတော့ဒေါသတွေနဲ့ပြင်းမှန်းပြီးတော့တဲ့ပြောရင်လောဘဒေါသအလွန်အားကြီးမယ်ဆိုရင်ပေါ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်တော့တဲ့အဲ့ဒါမြတ်စွာဘုရားနဲ့ဓာတ်ချင်းမတူသဘာဝချင်းမတူတဲ့အတွက်ကြောင့်အလွန်မှဝေးတယ်လို့ဆိုရမယ်တဲ့နော်မြတ်စွာဘုရားရဲ့နောက်မှာအမြဲတမ်းလိုက်နေတော့လည်းပဲနော်အလိုကကြီးမယ်ဒေါသကကြီးမယ်ဆိုရင်တော့မြတ်စွာဘုရားနဲ့တဘာဝချင်းမတူတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ကမြတ်စွာဘုရားနဲ့ဝေးတယ်တဲ့အဲ့ဒါမြတ်စွာဘုရားနဲ့တဘာဝချင်းမတူဘူးဆိုတာကိုအဲ့ဒီမှာ3ချက်ပြတယ်ဗျနော်အဲ့ဒီ3ချက်ကိုအသုံးနှုန်းလေးတွေကတစ်မျိုးဆန်းတယ်လို့ပြောရဧဇာနုကောအနေဇတ္တနော်ဧဇာနုဆိုနုကောအနေဇတ္တဧဇဆိုတာဦးဇင်းတို့တုံလှုပ်တက်တဲ့တဏှာကိုဧဇလို့ခေါ်တယ်တဲ့နော်ဧဇာနုကောအနေဇတ္တအနေဇတ္တဆိုတာအဲ့ဒီတုံလှုပ်တက်တဲ့ဧဇလို့ဆိုတဲ့တဏှာတရားမရှိဘူးပေါ့ဆိုလိုတာကမြတ်စွာဘုရားမှာအဲ့ဒီတဏှာမရှိဘူးနော်ဒါပေမဲ့လို့အဲ့ဒီပုဂ္ဂိုလ်ကဧဇာနုကောတဲ့တုံလှုပ်တဲ့တဏှာရဲ့နောက်ကိုအစဉ်လိုက်နေတယ်ဆိုလိုတာကသူ့တန်တာမှာတုံလှုပ်တက်တဲ့အလိုဆန္ဒတွေအမြဲတမ်းရှိနေတယ်ပေါ့မြတ်စွာဘုရားရဲ့တန်တာမှာအဲ့ဒီတုံလှုပ်တက်တဲ့အလိုဆန္ဒဆိုတဲ့တဏှာမရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားနဲ့အဲ့ဒီပုဂ္ဂိုလ်နဲ့သဘောတဘာဝချင်းမတူဘူးပေါ့တဲ့ပြောရရင်မြတ်စွာဘုရားကအလိုဆန္ဒဆိုတဲ့တဏှာကင်းတယ်အဲ့ဒီပုဂ္ဂိုလ်ကအလိုဆန္ဒဆိုတဲ့တဏှာရှိနေတယ်များနေတယ်ကြီးနေတယ်အဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့သဘောတဘာဝချင်းမတူဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီပုဂ္ဂိုလ်ကမြတ်စွာဘုရားနဲ့ဝေးတယ်တဲ့ဟောဒါတစ်ချက်ပြောတယ်နော်ဧဇာနုကောအနေဇတ္တနိဗ္ဗုတတ္တအနိဗ္ဗုတောဟောမြတ်စွာဘုရားကနိဗ္ဗုတတ္တအလွန်မှငြိမ်းချမ်းတဲ့သဘောရှိတယ်
မြတ်စွာဘုရားကအလုံးမငြိမ်းချမ်းတဲ့သဘောရှိတယ်ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကတော့အနိဗ္ဗုတ္တအနိဗ္ဗုတောတဲ့အလုံးမမငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တက်ချင်းတူလားမတူဘူးတဘာဝချင်းတူလားမတူဘူးမြတ်စွာဘုရားကငြိမ်းချမ်းတယ်အဲ့ဒီပုဂ္ဂိုလ်ကမငြိမ်းချမ်းဘူးဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်နဲ့မြတ်စွာဘုရားဒီဝေးတယ်ဒီနေ့မှာပိဋကပေါင်းသူတော်ကောင်းတို့ငြိမ်းချမ်းတယ်မငြိမ်းချမ်းဘူးဆိုတာကနော်ကိရိတာအနေအများကိုပဲအဓိကပြောတာပါတာမန်အပြင်ဦးဇင်းတို့ပြောရရင်နော်လောဘဒေါသမောဟအားကြီးတယ်ဆိုလို့ရှိရင်ဒါဘယ်လိုမှငြိမ်းချမ်းလို့မရနော်အလိုဆန္ဒရှိနေရင်ငြိမ်းချမ်းတယ်လို့မဆိုနိုင်ဘူးမကျေနပ်မှုတွေရှိနေရင်ငြိမ်းချမ်းတယ်လို့မဆိုနိုင်ဘူးနော်တဘာဝတရားတွေကိုအမှန်တိုင်းသိပြီးတော့မနေဘူးဆိုရင်နော်ငြိမ်းချမ်းတယ်လို့မဆိုနိုင်ဘူးဟုတ်လားအဲ့လိုမငြိမ်းချမ်းသောပုဂ္ဂိုလ်သည်ငြိမ်းချမ်းသောမြတ်စွာဘုရားနဲ့အလွန်ဝေးပါတယ်တဲ့ဟုတ်လားနှစ်ချက်ရှိသွားပြီနော်မြတ်စွာဘုရားကအလိုဆန္ဒဆိုတဲ့တုံလို့တက်တဲ့တဏှာကင်းတော်မူတယ်ကိုကအလိုဆန္ဒဆိုတဲ့တုံလို့တက်တဲ့တဏှာတွေအများကြီးရှိနေပဲဆိုရင်တော့ဘုရားနဲ့ဘယ်လိုမှနီးလို့မရဝေးနေဟုတ်လားမြတ်စွာဘုရားကလောဘဒေါသမောဟကြောင့်တော့မငြိမ်းချမ်းတဲ့သဘောဘာမှမရှိဘူးအလွန်တရာမှငြိမ်းချမ်းတော်မူတယ်ဟာကိုကမငြိမ်းမချမ်းဖြစ်နေမယ်ဆိုရင်တော့အဲ့ဒါမြတ်စွာဘုရားနဲ့ကိုယ်နဲ့ဘယ်လိုမှနီးတယ်လို့မဆိုနိုင်ဘူးနော်ပတ္တရာဝင်စအားရကအဲ့ဒါဘလောက်ဝေးတယ်ဆိုတာမြင်အောင်ကြည့်ပါလို့တောင်မြတ်စွာဘုရားပြောတာနော်တဘာဝချင်းမတူလို့ဝေးတယ်လို့ပြောတာနော်လူချင်းကတော့ကတ်ထိုင်ရင်ထိုင်နေမယ်ပေါ့ဟုတ်လားသို့တော့သဘောတဘာဝချင်းကမတူဘူးတဲ့နှစ်ချက်ရှိပြီနော်အနုဘာနောပိစီအတ္တမေသောဇဝိကတဝါဧဇံတို့ကိုအနေဇတနေဘုတ္တအနေဘုတောဂိတောသောဝိတဂေရတပတ္တယဝင်စအာရကဟောဂိတောသောဝိတဂေရတမြတ်စွာဘုရားကဝိတဂေရတဂေရဆိုတဲ့မက်မောခြင်းကင်းတော်မူတယ်တဲ့မြတ်စွာဘုရားကမက်မောတယ်ဆိုတာမရှိနော်ဘလောက်မက်မောစရာကောင်းတဲ့အရာကိုတွေ့လို့မှမမက်မောနော်ဒါပေမဲ့လို့အဲ့ဒီပုဂ္ဂိုလ်ကဂိတ်တော်တော်တယ်နော်အဲ့ဒီပုဂ္ဂိုလ်ကမက်မောမှုအားကြီးနေတယ်ဒါဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့သူနဲ့ကတဘာဝချင်းမတူတော့ဘူးနော်တဘာဝချင်းမတူတဲ့အတွက်ကြောင့်အလွန်ဝေးသွားတယ်တဲ့အဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့ဒေသနာတွေဆိုတာကနော်ကောင်းစီခြင်းလို့ကောင်းမြတ်မှုဘက်ကိုရောက်အောင်ဒါဟောတာပါပဲဒါဒီအချက်မှာမြတ်စွာဘုရားရဲ့ကောင်းမြတ်မှုတွေကိုပြပြီးတော့ကိုယ့်ရဲ့ကောင်းကျင်တဲ့စိတ်ကိုကြီးထွားလာအောင်တော့ကြိုးစားဖို့မလိုဘူးလားအဲ့လိုကြိုးစားမဲ့နေရာမှာလည်းပဲဒီစကလုံးလေးတွေဟာတွန်းအားပေးမယ်လို့တော့ဦးဇင်းကထင်တယ်ဟုတ်လားဒါကြောင့်ပထမအဓိကထားလေးပေးတဲ့ပေါင်းသူတော်ကောင်းတို့အလွတ်ရမယ်ဆိုရင်အတော့ကောင်းမယ်နော်အနုဘာနောပိစေအတ္တမေသောဇဝိကတဝါဧဇာနုကောအနေဇတနေဘုတ္တအနေဘုတောဂိတောသောဝိတာဂေရတပတ္တယဝင်စအာရကနော်လူကမြတ်စွာဘုရားနောက်ကိုကပ်ပြီးတော့လိုက်နေတော့လည်းပဲအလိုဆန္ဒတွေရှိနေမယ်ဆိုရင်မြတ်စွာဘုရားကအလိုဆန္ဒကင်းတဲ့အတွက်ကြောင့်အဲ့ဒီလူနဲ့မြတ်စွာဘုရားနဲ့မတူဘူးဝေးတယ်ဟုတ်လားလူကမြတ်စွာဘုရားရဲ့နောက်ကိုကပ်လိုက်နေပါတော့လည်းပဲမြတ်စွာဘုရားကအလွန်ငြိမ်းချမ်းတော်မူတယ်အဲ့ဒီပုဂ္ဂိုလ်ကအလွန်ကိုမငြိမ်းမချမ်းဖြစ်နေတယ်ဆိုရင်အဲ့ဒါမြတ်စွာဘုရားနဲ့ဝေးတယ်ဟုတ်လားလူကမြတ်စွာဘုရားရဲ့နောက်ကိုကပ်ပြီးတော့လိုက်နေပါတော့လည်းပဲမြတ်စွာဘုရားရဲ့တန်တမှာမမောမှုဆိုတာဘာမှမရှိဘူးသူကမမောမှုတွေရှိနေမယ်ဆိုရင်တော့တဘာဝချင်းမတူလို့အလွန်မှဝေးတယ်ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့နီးတယ်ဝေးတယ်ဆိုတာအမြင်ကိုကြည့်ပြီးတော့ပြောတာမဟုတ်ဘူးသူ့ရဲ့တဘာဝကိုကြည့်ပြီးတော့ပြောတာဟုတ်ရဲ့လားနော်တဘာဝချင်းမတူရင်ဝေးတယ်တက်ချင်းမတူရင်ဝေးတယ်အဲ့တော့ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့တစ်ခါတလေဟိုဒီဒေသနာလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းကြည်ပြင်းပြန်စဉ်းစားကြည့်ပါလားလူတွေလည်းပဲတယောက်နဲ့တယောက်တချို့ဓာတ်ချင်းမတူဘူးနော်ဓာတ်ဆိုတာကစိတ်ဓာတ်ကိုဒီနေရာမှာရည်ရွယ်ပြောတာပါစိတ်ဓာတ်ကမတူဘူးနော်တချို့ကတစ်မျိုးဟာတချို့ကတစ်မျိုးနော်စိတ်ဓာတ်ချင်းမတူဘူးဆိုလို့ရှိရင်ပေါင်းလို့လည်းမရဘူးနီးနီးဆက်ဆက်ဟိုပေါင်းတင်ဆက်ဆံဖို့လည်းမလွယ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘုရားနဲ့ဝေးတယ်ဆိုတဲ့နေရာမှာဒီအချက်ကလေး၃ချက်ကိုလည်းပဲကင်ပြီးတော့စဉ်းစားကြရမယ်ပေါ့နော်မြတ်စွာဘုရားကအလိုဆန္ဒဆိုတဲ့တုံ့လှုပ်မှုတဏှာကင်းတယ်မြတ်စွာဘုရားကအလွန်မှငြိမ်းချမ်းတယ်မြတ်စွာဘုရားမှာမမောမှုဆိုတာမရှိဘူးသုံးချက်နော်ကိုကအလိုဆန္ဒဆိုတဲ့တုံ့လှုပ်တတ်တဲ့တဏှာတွေရှိမယ်ဟုတ်လားမငြိမ်းချမ်းတဲ့သဘောတွေရှိမယ်မမောတဲ့သဘောတွေရှိမယ်ဆိုရင်အဲ့ဒီရှိနေတဲ့အခိုက်အတန့်မှာတော့အဲ့ဒါမြတ်စွာဘုရားနဲ့ကိုယ်နဲ့နီးလို့မရဟုတ်လားဝေးနေတယ်နော်ဒါကြောင့်ပိဋကပေါင်းတော်ဒါဘုရားနဲ့ဝေးတာကိုဂါထာလေးနဲ့တစ်မျိုးပြောတယ်ပေါ့မြတ်စွာဘုရားနောက်နီးရဆိုတာကိုဘယ်လိုပြန်ပြီးတော့ပြောပြန်လို့ဆိုတော့ယောဇဓမ္မမပိညာယဓမ္မမညာယဗန္တိတော
ရောဝနိဝတိစအနေဇောဥပသမတိအနေဇောဥပသမတိဟောဒီလောကကြီးမှာဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေပညာရှိပေါ့နော်ပညာရှိဆိုတာအမှန်ကိုအမှန်တိုင်းသိတဲ့လူကိုပညာရှိလို့ခေါ်တာအဲ့ဒီဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဓမ္မမဉ္ဇမပိညာယယောဇဓမ္မမပိညာယဓမ္မမဉ္ဇယပဏိတောဟောတရားကိုသူသိတယ်တဲ့ဓမ္မမပိညာယတရားကိုအပိညာယထူးသောဉာဏ်ဖြင့်သိတယ်ဟောတစ်ချက်ပြောတယ်တော့ဉာဏ်ရှိတဲ့လူဆိုတာတရားကိုထူးသောဉာဏ်ဖြင့်သိတယ်နောက်ယောဇဓမ္မမပိညာယဓမ္မမဉ္ဇယပဏိတောဓမ္မအဉ္ညာယဟောနောက်ထပ်တရားကိုတခါပိုင်းခြားပြီးတော့သိတယ်တဲ့ဟောနှစ်မျိုးပြောတယ်နော်တရားကိုသိတာကိုဘယ်နှမျိုးပြောလို့နှစ်မျိုးပြောတယ်ပထမအဘိညာယဆိုတဲ့ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာကဒီသစ္စာလေးပါးတရားကိုဝိပဿနာဉာဏ်နဲ့သိတာကိုပြောတာတဲ့နော်တဲ့ပြောရင်ကိုယ်ခန္ဓာရဲ့သဘောတဘာဝဖြစ်တဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုကောင်းကောင်းသိတယ်မြင်တယ်ပေါ့အဲ့ဒါကိုဦးဇင်းတို့အဘိညာယထူးသောဉာဏ်ဖြင့်သိတယ်နောက်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာပျက်စီးချုပ်ပြောက်သွားတာပဲဆိုတဲ့အနိစ္စလက္ခဏာကိုသူကောင်းကောင်းသိတယ်အဲ့လိုအနိစ္စကိုသိပါများလို့ဟောဒလဇက်ဖြစ်ပေါ်ပြောင်းလဲနေတဲ့အရာတွေကတကယ်တမ်းကတော့အကောင်းမဟုတ်ဘူးဆိုပြီးတော့ဟောဒုက္ခလက္ခဏာကိုသူသိတယ်ပေါ့ဟုတ်လားဒါတွေဟာအကြောင်းအကျိုးသဘာဝတရားတွေပဲကိုဘာမှဝင်ပြီးတော့ဒါကိုကောင်းအောင်မပျက်စီးအောင်လုပ်လို့မရပါလားဆိုတဲ့ကိုယ်စိုးကိုယ်ပိုင်မဟုတ်တဲ့အနတ္တသဘောကိုလည်းပဲသူသိနေပေါ့ဟုတ်လားအဲ့ဒါလို့ဒီတရားတွေကိုဝိပဿနာဉာဏ်နဲ့ထူးသောဉာဏ်ဖြင့်သူသိတယ်အဲ့လိုထူးသောဉာဏ်ဖြင့်သိပါများလာတဲ့အခါကျတော့ဟောဓမ္မမဉ္ဇာယနော်တရားကိုပိုင်းခြားပြီးတော့သိလာတယ်ပိုင်းခြားပြီးတော့သိတယ်ဆိုတာကအရိယာမဉ္ဇဉ်နဲ့သိတာကိုပြောတာတဲ့ဟုတ်လားအရိယာမဉ္ဇဉ်နဲ့သိတယ်ဆိုတာကသစ္စာလေးပါးကိုဒီပိုင်းနဲ့ထဲထူးထွင်းပြီးတော့သိတာပေါ့သူကတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အထိထက်မြက်တဲ့ဉာဏ်နဲ့တရားကိုသိသွားတာပေါ့နော်တဲ့ဦးဇင်းတို့လူငယ်တွေနားလည်အောင်ပြောရရင်နောက်ခန္ဓာမှန်မြတ်ဘဝမှန်မြတ်ဆင်းရဲခြင်းဒုက္ခသာဖြစ်တယ်လို့ဒုက္ခသစ္စာကိုသူတကယ်သိရပေါ့နော်လောဘတရားဟာဒုက္ခအလုံးကိုဖြစ်စေတဲ့အရာလို့သမုဒယသစ္စာကိုသူတကယ်နားလေတယ်ဒုက္ခကိုတကယ်သိပြီးတော့သမုဒယသစ္စာကိုလည်းသူပယ်ရှားနိုင်တယ်ဟုတ်လားဒုက္ခကိုဒုက္ခလို့သိတယ်ဆိုလို့ရှိရင်သမုဒယသစ္စာဆိုတာဒါပယ်ပြီးသားဖြစ်တယ်လို့မဆိုနိုင်ဘူးလားတော့သမုဒယသစ္စာကိုပယ်တယ်သမုဒယသစ္စာကိုပယ်တယ်ဆိုလို့ရှိရင်ဒီအပူဓာတ်အလောင်ဓာတ်သဘောဖြစ်တဲ့သမုဒယသစ္စာကိုပယ်တဲ့အတွက်ကြောင့်အပူမရှိလို့ဒါအေးတဲ့သဘောမလှုပ်ရှားမှုတဲ့မရှိလို့မို့ဟုတ်လားငြိမ်သက်တဲ့သဘောရှုပ်ထွေးမှုမရှိလို့ရှင်းလင်းတဲ့သဘောလို့ပိဋကပေါင်းတော်လို့နည်းနည်းလေးစဉ်းစားကြည့်မယ်ဆိုရင်မသိနိုင်ဘူးလားဆိုလိုတာကသမုဒယသစ္စာကိုပယ်မယ်ဆိုလို့ရှိရင်ဒါချမ်းသာတဲ့သဘောဒါနိရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာနော်ပိဋကပေါင်းတော်လို့ဆက်ဆက်ပြီးတော့တွေးစရာလေးတွေပေါ့နော်အဲ့ဒါလို့သစ္စာ၄ပါးကိုတပြိုင်တည်းထိုးထွင်းပြီးတော့သိတယ်အဲ့ဒါကိုကြတော့အဉ္ညာယနော်တရားတွေကိုပိုင်းခြားပြီးတော့သူသိအသေးစိတ်ကခဏနာသိတယ်ဟုတ်လားအဲ့လိုပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနော်တရားကိုထူးသောဉာဏ်ဖြင့်သိတယ်ပိုင်းခြားပြီးတော့သိတယ်အဲ့လိုသိတဲ့အတွက်ကြောင့်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာရဟရောဝနိဝါဒေသလေမတိုက်တဲ့အရက်မှာရှိတဲ့အလွန်ကြီးတဲ့ရေကန်ကြီးလိုအလွန်ငြိမ်နေတဲ့နော်တော်တဲ့တောင်ထဲမှာနော်လေငြိမ်တဲ့နေရာမှာနော်အလွန်နဲ့တဲ့ရေကန်ကြီးရှိတယ်ဆိုကြပါစို့နော်လေငြိမ်နေတဲ့အချိန်မှာဘာမှတုံ့လို့မှုမရှိဘူးအလွန်တရာအေးချမ်းကြည်လင်ပြီးတော့ငြိမ်သက်နေတဲ့သဘောရှိတယ်နော်ဘေးတဲ့ဥမာအလွန်ကောင်းတယ်နော်အဲ့လိုပဲပညာရှိတဲ့ပုဂ္ဂိုလ်ဟာတရားကိုသိထားရင်သူ့ရဲ့စိတ်နှလုံးဟာအလွန်မှငြိမ်သက်လေငြိမ်ရာမှာရှိတဲ့ရေကန်လို့ငြိမ်သက်နေတယ်တဲ့ရရောဝနိဝါဒေသအနေဇောဥပသမတိတဲ့ဘာဖြစ်လို့ငြိမ်နေတာလဲဆိုတော့တုံ့လောက်တဲ့အလိုဆန္ဒဆိုတဲ့တဏှာမရှိတဲ့အတွက်ကြောင့်တဏှာငြိမ်တဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာရေကန်ကြီးလေမတက်ရမှာရှိတဲ့ရေကန်ကြီးလို့ငြိမ်နေတယ်တဲ့နော်ဒါတရားသိတဲ့ပုဂ္ဂိုလ်ရဲ့အနေအထားလေးကိုဒါမြတ်စွာဘုရားကတစ်မျိုးပြောပြတာနော်ယောဇဓမ္မမပိညာယဓမ္မမဉ္ဇာယပဏိတောရဟရောဝနိဝါဒေသအနေဇောဥပသမတိပညာရှိတဲ့ပုဂ္ဂိုလ်ဟာတရားကိုပိုင်းခြားသိတယ်ဟောတရားကိုထူးသောဉာဏ်ဖြင့်သိတယ်ပိုင်းခြားသိတယ်ဒါကြောင့်သူ့ရဲ့တန်တမှာတုံ့လောက်တဲ့အလိုဆန္ဒငြိမ်းတဲ့အတွက်ကြောင့်လေငြိမ်ရာအရက်မှာရှိတဲ့ရေကန်လို့ငြိမ်သက်နေတယ်ဟောအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့ဟောဘုရားနဲ့ဤပုံလေးဆက်ပြောလိုက်မယ်နော်အနေဇောသောအနေဇတ္တနိဗ္ဗုတ္တနိဗ္ဗုတောနော်အာဂိတောဝိတခေရတပတ္တယာဝံစတန္တိကိဟောမြတ်စွာဘုရားက
တုံလုတ်တတ်တဲ့အလိုဆန္ဒဆိုတဲ့ဧဇနော်တဏှာတရားကင်းတယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းတရားကိုသိတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာသူကလည်းပဲဘာလို့တုံလုတ်တတ်တဲ့တဏှာကင်းနေတယ်ဒါကြောင့်မြတ်စွာဘုရားနဲ့သူနဲ့ကဓာတ်တဘာဝချင်းမှာဖြစ်သွားတယ်တူသွားတယ်အနေဇောတောအနေဇတ္တဟုတ်လားဘုရားကလည်းပဲတဏှာကင်းတယ်အဲ့ဒီတရားသိတဲ့ပုဂ္ဂိုလ်ကလည်းတဏှာအလိုဆန္ဒကင်းတယ်ဒါကြောင့်ဘုရားနဲ့သူနဲ့ဟာတဘာဝချင်းတူလို့နေသွားတယ်တဲ့ဟုတ်လားတဘာဝချင်းတူလို့နေသွားတယ်အနေဇောတောအနေဇတ္တနိဗ္ဗုတတ္တသနိဗ္ဗုတောဟောမြတ်စွာဘုရားကလည်းနိဗ္ဗုတနိဗ္ဗုတတ္တသအလုံးမငြိမ်းချမ်းတော်မူတယ်နော်မြတ်စွာဘုရားစိတ်နှလုံးမှာအပူဓာတ်အလောင်းဓာတ်ဆိုတာဘာမှမရှိဘူးအလုံးမငြိမ်းချမ်းတယ်ဟောအဲ့ဒီပုဂ္ဂိုလ်ကလည်းပဲတရားသိတဲ့အတွက်ကြောင့်သူ့ရဲ့စိတ်ကလည်းအလုံးမငြိမ်းချမ်းတယ်ဒါကြောင့်ငြိမ်းချမ်းသောပုဂ္ဂိုလ်သည်ငြိမ်းချမ်းသောမြတ်စွာဘုရားနဲ့တဘာဝချင်းတူလို့အလွန်နီးပါလေတဲ့ဟုတ်ရဲ့လားနောက်တစ်ချက်ကဘာပြောတော့အခိတောသောဝိဒကိရတံအဲ့ဒီပုဂ္ဂိုလ်ကမမောမှုမရှိမြတ်စွာဘုရားကလည်းဝိဒကိရတံမမောမှုမရှိဘူးမမောမှုမရှိသောမြတ်စွာဘုရားနဲ့ဓာတ်တဘာဝချင်းတူလို့အဲ့ဒီမမောမှုမရှိသောပုဂ္ဂိုလ်ဒီမြတ်စွာဘုရားနဲ့နေတယ်ဒီတော့ပိဋကပေါင်းသူတော်ကောင်းတို့ကောင်းတဲ့စိတ်ကလေးတွေမိမိတဏ္ဍာမှာဖြစ်ပေါ်အောင်ကြိုးစားအထောက်မဲ့နေရမှာဒီစကားတော်လေးတွေဟာကိုယ့်ကိုအများကြီးတွန်းအားပေးမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါကြောင့်ဘုရားနဲ့နီးတယ်ဆိုတာမြတ်စွာဘုရားနဲ့ဓာတ်တဘာဝချင်းတူအောင်ကြိုးစားအထောက်နိုင်မှမြတ်စွာဘုရားနဲ့နီးတယ်လို့ဆိုတာဟုတ်လားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားနဲ့ဓာတ်တဘာဝချင်းတူပုံလေးကိုဘယ်နှမျိုးပြောထားတော့၃မျိုးပဲပြောတယ်နော်စောစောကမြတ်စွာဘုရားနဲ့ဓာတ်တဘာဝမတူပုံကိုလည်းဒါ၃မျိုးပဲပြောတာနော်တဏှာရှိမယ်မငြိမ်းချမ်းမှုမမောမှုရှိမယ်ဒါဆိုရင်ဘုရားနဲ့ဝေးတယ်နော်တဏှာမရှိဘူးငြိမ်းချမ်းမှုရှိတယ်မမောမှုမရှိဘူးဆိုရင်တော့ဒါမြတ်စွာဘုရားနဲ့နေတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီလိုဒေသနာမျိုးလေးတွေကိုခေါင်းထဲမှာထည့်ထားဖို့လိုတယ်ထည့်ထားဖို့လိုတယ်ဆိုတာကမကြာခဏကိုယ့်ကိုယ်စီစစ်ကြည့်နေတာပေါ့ဟုတ်လားငါကဘလို့စိတ်တက်တွေဖြစ်နေတော့အဓိကကတော့စိတ်ပဲနော်ကိုယ်စိတ်ထဲမှာဘလို့ဟာတွေဖြစ်နေတော့ဘလို့တွေများတွေးနေတော့ဘာတွေများဖြစ်နေတော့ဆိုတာကိုစီစစ်ကြည့်ပြီးတော့ဒီဒေသနာတော်မှာလည်းဒေသနာတော်နဲ့အညီညှိနှိုင်းပြီးတော့ကြည့်ရအောင်ဒါဆိုရင်တော့ငါဘုရားနဲ့ဝေးပြန်ပြီဒါဆိုရင်တော့ငါဘုရားနဲ့နီးပြန်ပြီဒါဆိုလို့ရှိရင်ဒီကရမတို့ဦးဇင်းတို့ဘုရားနဲ့နီးဖို့ဆိုတဲ့အတွေးကလေးနဲ့ကောင်းအောင်ကြိုးစားတဲ့နေရာမှာအများကြီးအထောက်အကူပြုပြီးတော့နော်ကောင်းဖို့အတွက်အများကြီးတွန်းအားပေးပြီးတော့ဒါတော်တော်လေးကိုပဲစိတ်ထဲမှာဒေသနာကြောင့်ဖြစ်တဲ့အရာကဆိုတာပေါ်မလာနိုင်ဘူးလားပေါ်လာနိုင်တယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘုရားနဲ့နီးသူဆိုတာဘာကိုပြောတာတော့ဘုရားနဲ့ဝေးသူဆိုတာဘာကိုပြောတာတော့ဆိုတာတော်တော်ရှင်းသွားပြီလို့ထင်တယ်နော်သောတော်တော်ကယုံညံ့တဲ့နော်အည်သွေး၉မျိုးမြင့်မြတ်တဲ့အည်သွေး၉မျိုးဒါကိုလည်းပဲဦးဇင်းတို့အကျဉ်းမြင့်ပဲပြောပြတာပါတစ်လုံးစီတစ်လုံးစီကိုအကျေအသေးပဲဖွင့်ပြီးတော့မပြောခဲ့ဘူးပြောဖို့လည်းအချိန်မရပါဘူးဟုတ်လားအခုမြတ်စွာဘုရားနဲ့ဓာတ်တဘာဝချင်းတူတယ်မတူဘူးလို့ပြောတဲ့နေရာမှာကျတော့ဘယ်နှမျိုးပြောသွားတော့၃မျိုးစီပြောသွားတယ်ဟုတ်လားအဲ့တော့ဒါလေးကိုထက်ချီတလဲလဲတွေးပြီးတော့ဘလို့ဆန္ဒတွေကကြီးနေမယ်မငြိမ်းချမ်းမှုတွေကများနေမယ်မမောမှုတွေကများနေမယ်ဆိုတော့ငါဘုရားနဲ့ဝေးတယ်ဟုတ်လားအလိုဆန္ဒကိုနည်းအောင်လုပ်နိုင်မယ်ငြိမ်းချမ်းမှုရှိအောင်လုပ်နိုင်မယ်ဟုတ်လားမမောမှုကင်းအောင်လုပ်နိုင်မယ်ဆိုတော့ငါဘုရားနဲ့နေတယ်ဒါလေးစဉ်းစားဖို့ပါဟုတ်လားအဲ့လိုဆိုရင်ဦးဇင်းတို့နေကုန်းချုပ်ဘုရားနဲ့နေဖို့အတွက်ဘယ်လိုလုပ်ရမလို့အဲ့ဒီအည်သွေးတွေရှိအောင်ဘယ်လိုလုပ်ရမလို့တနည်းအားဖြင့်ဘုရားနဲ့မဝေးဖို့အတွက်ဘုရားနဲ့ဝေးကြောင်းတရားတွေကင်းသွားအောင်ဘယ်လိုလုပ်ရမလို့နော်အကောင်းဆုံးနေရတော့သတိပဋ္ဌာန်တရားကိုအားထုတ်လိုက်ဖို့ပဲဟုတ်လားသတိပဋ္ဌာန်တရားကိုအားထုတ်နိုင်တယ်ဆိုရင်အားထုတ်နိုင်တဲ့လောက်အဲ့ဒီပုဂ္ဂိုလ်ဟာဘုရားနဲ့ဓာတ်တဘာဝချင်းတူသွားမှာပဲဟုတ်လားဘုရားနဲ့ဓာတ်တဘာဝချင်းတူရင်တူတဲ့လောက်ဒါဘုရားနဲ့နီးရမယ်ပေါ့ဒီနေ့မှာဘုရားနဲ့ဓာတ်တဘာဝတူတယ်ဆိုတာကအပြည့်အဝတူတယ်ဆိုတာပြောတာမဟုတ်ဘူးနော်အပြည့်အဝကတော့ဘုရားကဘုရားပဲလေဒါဘယ်လိုလုပ်ပြီးတော့မှတူလို့မရပါဘူးသို့တော်လည်းပဲနော်ဘုရားနဲ့လောဘဒေါသဘုရားမောဟလောဘဒေါသမောဟမြတ်စွာဘုရားကကင်းတယ်ကိုယ်လည်းပဲတည်ငါပဟန်လေးပဲဖြစ်ပေါ့နော်ကင်းအောင်နဲအောင်ဒါကြိုးစားမယ်ဆိုရင်ထိုက်တဲ့နဲ့တူညီမှုကတော့ရှိမသွားနိုင်ဘူးလားရှိသွားနိုင်တယ်အဲ့ဒါလို့ဆိုရင်ပိဋကပေါင်းသူတော်ကောင်းတို့အကောင်းဆုံးနည်းကဘာလို့ရမလဲသတိပဋ္ဌာန်တရားကိုကြိုးစားအထောက်ရမယ်အဲ့တော့သတိပဋ္ဌာန်တရားဆိုတာကဦးဇင်းတို့ငြိမ်းချမ်းမှုရှိခြင်းတဲ့ပုဂ္ဂိုလ်တွေနှလုံးစိတ်ဝမ်းအေးချမ်းခြင်းတဲ့ပုဂ္ဂိုလ်တွေမဖြစ်မနေ
ကောင်းကောင်းကိုသိထားတဲ့တရားပဲဟောအာထုတ်တာအာမထုတ်တာဆိုတာကတော့ဒုတိယအပိုင်းပေါ့ဟုတ်လားပထမဦးစွာဘလို့အာထုတ်ရတယ်လဲဘာလဲဆိုတာကိုတော့အရင်လေ့လာမှုအနေနဲ့ကောင်းကောင်းကိုသိထားတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဘာဖြစ်လို့ဆိုတော့ဒီသတိပဋ္ဌာန်တရားဆိုတာကအလုံးဝအကျိုးကျေးဇူးများတာကိုနော်သတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မကြာခဏဟောဘူးပါတယ်ပေးတဲ့ပေါင်းတော်တို့လည်းပဲနော်သတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့အများကြီးနာယူဘူးမယ်လို့ထင်ပါတယ်ဘယ်တော့မှရိုးသွားတယ်လို့မရှိဘူးဘာလို့ဆိုတကယ်လက်တွေ့ကြပြီးတော့တကယ်ကျင့်သုံးရင်အဲ့ဒီမြတ်စွာဘုရားပြောခဲ့တဲ့အကျိုးကျေးဇူးတွေကတကယ်ရမှာမို့လို့ပဲနော်ဒါကြောင့်မြတ်စွာဘုရားကဟောသတိပဋ္ဌာန်တရားကိုဟောတဲ့နေရာမှာသတိပဋ္ဌာန်တရားကိုဘယ်လိုအားထုတ်ရတယ်ဘယ်လိုရှုမှတ်ပွားများရတယ်ဆိုတာကိုဘာမှမပြောသေးခင်မှာသတိပဋ္ဌာန်တရားကိုအားထုတ်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးတွေ9မျိုးတောင်ရနိုင်တယ်ဆိုတာကိုအရင်ပြောသွားတယ်မြတ်စွာဘုရားဟုတ်လားအဲ့ဒါသတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်တဲ့နံပါတ်1တတ္တနံဝိတုဒ္ဓိယနော်တတ္တဝါတို့ရဲ့တဏ္ဍာမှာပူလောင်အောင်နှိမ့်ဆက်နေတဲ့ကိလေသာတရားတွေတတ္တဝါတွေကိုအယုတ်ဆိုးအောင်အကြီးတန်းအောင်အယောင်အမျိုးမျိုးဆိုးနေတဲ့ကိလေသာတွေကိုတော့အညစ်အကြေးတွေဟာလုံးဝတန့်ရှင်းဖြူစင်သွားမယ်တဲ့နော်သတိပဋ္ဌာန်တရားကိုကြိုးစားလို့ရှိရင်နော်ကိလေသာအညစ်အကြေးတွေဟာလုံးဝတန့်ရှင်းဖြူစင်သွားမယ်အဲ့လိုတန့်ရှင်းဖြူစင်သွားမယ်လို့အကျိုးကျေးဇူးကိုပြောတဲ့နေရာမှာတော့မြတ်စွာဘုရားကဧကာယနာဆိုတဲ့စကားလုံးလေးတစ်လုံးကိုထည့်သုံးပြီးတော့ပြောသွားနော်ဧကာယနာဆိုတာကတကြောင်ဒီသောလမ်းလို့အဓိပ္ပာယ်ရတယ်ဆိုလိုတာကတတ္တဝါတွေကိုယ့်ရဲ့တဏ္ဍာမှာကိုယ့်ရဲ့စိတ်မှာဒီကိလေသာအငြိအကျေးကိုတကယ်ကင်းကျင်တယ်တကယ်တန့်ရှင်းကျင်တယ်ဆိုရင်ဒီတတိပဋ္ဌာန်တရားဟာရှောက်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်ဒီပြင်နီလန်းတွေကိုအသုံးချနေလို့ကတော့စိတ်နှလုံးမှာကိလေသာအငြိအကျေးဟာကင်းသွားမှာမဟုတ်ဒါကိုလည်းကန့်ကွက်ပြီးသားဖြစ်တယ်နော်နောက်ပြီးတော့ဒီလမ်းကိုရှောက်ရင်ဒီပန်းနိုင်ကိုဒါလည်းရောက်လိမ့်မယ်ဆိုလိုတာကကိလေသာအညစ်အကြေးကင်းရင်တော့ရှောက်လန်းစရာလမ်းကဒီတလမ်းပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါကိုပဲဦးဇင်းတို့ဧကာယနာလို့ပြောတာဟုတ်လားဒါကြောင့်သတိပဋ္ဌာန်တရားတွေပွားများအထုတ်မယ်ဆိုလို့ရှိရင်စိတ်မှာနော်အမျိုးမျိုးအယောင်ဆိုးနေတဲ့နော်အညစ်အကြေးလို့ဆိုတဲ့ကိလေသာတရားပူလောင်မှုလို့ဆိုတဲ့ကိလေသာတရားတွေအလုံးဝတန့်ရှင်းဖြူရှင်းသွားမယ်ဒါသတိပဋ္ဌာန်တရားကိုပွားများခြင်းကြောင့်ရရှိနိုင်တဲ့ပထမအကျိုးပေါ့နောက်ဦးဇင်းတို့ဒုတိယနဲ့တတိယအကျိုးကိုပေါင်းပြီးတော့ပြောတယ်ဘာပြောတော့ဆိုတော့တောကပရိဒေဝနာတမတိတ်ကမာရတယ်နော်ရှိုးရင်တောကနဲ့ငိုကြွေးခြင်းပရိဒေဝတို့ကိုလွန်မြောက်သွားစေနိုင်တဲ့အစွမ်းတတ္တိလည်းရှိတယ်တဲ့သတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်ဟုတ်လားဒီနေ့မှာဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဒီအကျိုးကျေးဇူးကလည်းပဲအလွန်တရာမှအရေးပါတယ်လို့ဦးဇင်းထင်တယ်နော်ဘာကြောင့်လဲဆိုတော့ရှိုးရင်တောကနဲ့ငိုကြွေးခြင်းပရိဒေဝဆိုတာကတခါမှတို့ဦးဇင်းတို့ရဲ့တဏ္ဍာမှာရှိနေတာဗျမကြိုက်ပေမဲ့လို့ရှိနေတာရှိနေတယ်ဆိုတာကအခုလုံးလုံးစေရှိနေတာကိုဆိုလိုတာတော့မဟုတ်ပါဘူးနော်ဒါပေမဲ့လို့ခုလုံးလုံးစေမရှိအောင်တောင်မှခုလုံးလုံးစေမရှိတာကမစိုးရင်တည်းလို့မစိုးရင်တာမဟုတ်မငိုကြွေးတည်းလို့မငိုကြွေးတာမဟုတ်စိုးရင်စရာနဲ့မတွေ့သေးလို့ငိုကြွေးစရာနဲ့မတွေ့သေးလို့မစိုးရင်ရသေးတာမငိုကြွေးရသေးတာစိုးရင်စရာငိုကြွေးစရာနဲ့တွေ့လာရင်ဒကာတော်မတို့ရောဦးဇင်းတို့ရောစိုးရင်ကြရအောင်မယ်ငိုကြွေးကြရအောင်မယ်စိုးရင်စရာနဲ့တွေ့လာရင်ဆိုတာကလည်းပဲမတွေ့ဘူးဆိုတာဘယ်တော့မှမရှိစိုးရင်စရာနဲ့တွေ့တယ်ဆိုတာဘာလို့ဆိုတော့ပျက်စီးမှုကိုပြောတာပါဟုတ်လားကိုမြင်လို့တဲ့အရာတွေပျက်စီးပြီဆိုတာနဲ့တချို့ဆိုရင်ပျက်စီးတော့မယ်လို့အရေးအယောင်ပြလိုက်တာနဲ့အချက်ပြလိုက်တာနဲ့ပဲတောက်လျှောက်တန်းပြီးတော့စိုးရင်ကြတော့တာငိုကြွေးကြတော့တာဟုတ်ရဲ့လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကပျက်စီးမဲ့အရာတွေရဲ့အပေါ်မှာဆွဲလန်းမှုမမောမှုကလည်းပဲဒင်းပြီးကြက်ပြီးရှိနေတာဆိုတော့အဲ့ဒါဒီပင်နဲ့စိုးရင်ခြင်းရဲ့အကြောင်းငိုကြွေးခြင်းရဲ့အကြောင်းပဲတကယ်တမ်းကတော့ဟုတ်လားပျက်စီးမဲ့အရာတွေရဲ့ပေါ်မှာဆွဲလန်းထားတာရှိတယ်အဲ့ဒါဒီပင်နဲ့စိုးရင်ခြင်းငိုကြွေးခြင်းရဲ့အကြောင်းပဲအဲ့တော့ဆိုလိုတာကတတိပဋ္ဌာန်တရားကိုအထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီပျက်စီးမဲ့အရာတွေပျက်စီးလာပြီဆိုတဲ့အခြေစိုးရင်တရားတွေ့လာပြီငိုတရားတွေ့လာပြီပေါ့နော်အဲ့ဒီလိုအခြေမျိုးမှာတောင်မှစိုးရိမ်မှုမရှိငိုကြွေးမှုမရှိဘဲနဲ့အေးအေးချမ်းချမ်းတူနေနိုင်လိမ့်မယ်ဟုတ်လားဒါကြောင့်အာမကိုတိုက်ဘူးလားလောကပရိဒေဝကိုပျောက်ဖို့ဆိုတာကဈေးဝယ်တောက်လို့ရတဲ့ကိစ္စမဟုတ်ဘူးဗျဟုတ်လားတကယ်တမ်းတွေ့လာပြီဆိုလို့ရှိရင်လူတွေကအဲ့ဒီချင်းချင်းမှာကပ်ပြီးတော့တရားချလို့လည်းရတာမဟုတ်လားဒါကြောင့်တတိပဋ္ဌာန်တရားကိုကြိုးကြိုးတင်တင်အားထုတ်ထားခြင်းဒီတာနဲ့စိုးရင်စရာငိုကြွေးစရာနဲ့တွေ့လာတဲ့အခါမှာစိုးရင်မှုငိုကြွေးမှုမရှိဘဲနဲ့တည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းတတ်တတ်တန်တန်နေနိုင်ပါဒါကိုယ်ကိုယ်တိုင်မကြိုးစားလို့ဒီအကျိုးကျေးဇူးကဘယ်ကမှရမှာမဟုတ်ဒါကြောင့်မြတ်စွာဘုရားကတတိပဋ္ဌာန်တရားကိုအားထုတ်မယ်ဆိုလို့ရှိရင်စိုးရင်ခြင်းငိုကြွေးခြင်းတို့ကိုလွန်မြောက်သွားစေလိမ့်မယ်နော်နောက်ပြီးတော့
၄ခုမြောက်နဲ့၅ခုမြောက်အကျိုးကိုလည်းပေါင်းပြီးတော့ပြောတယ်အဲ့ဒါကဘာလို့ဆိုတော့ဒုက္ခဒေါမနတနဲ့အထင်ကမာယကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကိုချုပ်ငြိမ်းသွားစေလိမ့်မယ်တဲ့နော်သတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်ဒုက္ခဒေါမနတလုံးဝချုပ်ငြိမ်းသွားမယ်တဲ့ချုပ်ငြိမ်းနိုင်သည့်အဆင့်ထိရောက်အောင်အားထုတ်မယ်ဆိုရင်တော့ချုပ်ငြိမ်းမယ်ပေါ့ဆိုရပါစို့သတိပဋ္ဌာန်တရားကိုအားထုတ်လို့အရဟတမဉ္ဇဉ်အရဟတဘုံဉာဏ်ကိုရခဲ့မယ်ဆိုရင်ဒီဘဝသုတိရဲ့အခြားဘက်မှာနောက်ထပ်ဘာဒုက္ခမှဖြစ်စရာအကြောင်းမရှိတော့သတိပဋ္ဌာန်တရားကိုအားထုတ်လို့အကယ်၍အနာဂါမိမဉ္ဇဉ်ဘုံဉာဏ်ကိုရအောင်လုပ်နိုင်မယ်ဆိုရင်တော့ဒီဘဝမှာတင်ကိုပဲဘာဒေါမနတမှဖြစ်စရာအကြောင်းမရှိတော့အနာဂါဖြစ်ရင်ဒေါမနတပေးတာပေါ့နော်ဒါကတော့ဦးဇင်းတို့သတိပဋ္ဌာန်တရားရဲ့အထွတ်အထိပ်အကျိုးကျေးဇူးပေါ့အဲ့ဒီအဆင့်ရောက်အောင်အားထုတ်နိုင်ရင်တော့အဲ့ဒီအကျိုးကျေးဇူးရဒါမဲ့လို့ဦးဇင်းတို့အဲ့ဒီအဆင့်ရောက်အောင်အားမထုတ်နိုင်သေးတောင်မှနော်သတိပဋ္ဌာန်တရားကိုတကယ်ဆွဲဆွဲမြဲမြဲအားထုတ်မယ်ဆိုလို့ရှိရင်တော်ယုံတန်ယုံဒုက္ခတွေကရော့သွားမှအမှန်ပဲတော်ယုံတန်ယုံဒေါမနတတရားတွေလည်းပဲရော့သွားမှအမှန်ပဲဆိုကြပါစို့သတိပဋ္ဌာန်တရားကိုအားထုတ်လို့ယောဂါတွေပျောက်သွားတယ်ဆိုတာတွေကြားဖို့တယ်မဟုတ်လားနော်ဦးဇင်းတို့မာဇီစတော်ကြီးရဲ့တက္ကသိုလ်ဝိပဿနာတရားတော်ဆိုတဲ့အစာအုပ်ထဲမှာမှတ်တမ်းတင်ထားတာတွေအများကြီးရှိတယ်နော်ဆရာဝန်ကဘယ်နေ့ဘယ်ရက်ခွဲရလိမ့်မယ်မဖြစ်ဘူးလို့အတိအကျပြောထားတယ်တရားဖက်ရင်မဲ့သေတော့မယ်ဆိုပြီးတော့မခွဲရလို့တရားသွားအထုတ်ပြီးမှဆရာဝန်သွားပြယောဂါကမရှိတော့အဲ့ဒါမျိုးဖြစ်တာလေးလည်းမှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒါဦးဇင်းကပြောချင်တာကဘာလို့ဆိုတော့သတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်ဒုက္ခဆိုတဲ့ခန္ဓာကိုယ်ရဲ့ဆင်းရဲခြင်းဟာနော်ပြောင်းငြိမ်းတဲ့အချက်ရောက်သွားနိုင်တယ်လို့အ ਨੇ ဆုံးတော့လျှော့ပါသွားတာတော့တေချာပေါက်ရှိတယ်ဆိုတာကိုယုံကြည်ထားဖို့ပေါ့နော်နောက်ပြီးတော့ဦးဇင်းတို့သတိပဋ္ဌာန်တရားကိုအားထုတ်ရင်ဒေါမနတတရားနော်အနာဂတ်မဖြစ်လို့မချုပ်ငြိမ်းလေးတောင်မှတယုံတယုံစိတ်တူစရာကိစ္စကသတိနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အတွက်နော်စိတ်တူစရာဖြစ်မှာမဟုတ်လားဆိုကြပါစို့တယောက်နဲ့တယောက်အည်သွေးခြင်းကမတူဘူးဗျနော်ဖြစ်ကြတာချင်းတူတယ်တွေ့ကြတာချင်းတူတယ်တချို့ကမခံမရက်နဲ့အောင်ကိုပြင်းပြင်းထန်ထန်ဒေါသဖြစ်ကြတယ်တချို့ကအေးအေးဆေးဆေးနေနိုင်တယ်ဒါဘာကွာသွားတာလို့ဆိုသူတို့ရဲ့စိတ်တဲ့အည်သွေးကွာသွားတာပေါ့ဟုတ်လားအဲ့ဒီလိုဒေါသမဖြစ်အောင်နော်စောင့်ရှောက်နိုင်တဲ့တွေးနိုင်တဲ့အည်အသွေးမျိုးကိုသတိပဋ္ဌာန်တရားကိုအထုတ်ရင်ရနိုင်တယ်ဆိုလိုတာကသတိနဲ့အနေချာတဲ့ပုဂ္ဂိုလ်ဒီဆွေးမြဲမှုရှိတဲ့ပုဂ္ဂိုလ်ဒီတော်ရုံတရုံစိတ်တူစရာကိစ္စကသူ့အတွက်စိတ်တူစရာမဟုတ်လားအဲ့ဒါမျိုးမရခြင်းဘူးလားရခြင်းတယ်ဒါပေမဲ့ရခြင်းမျိုးနဲ့တော့ရမှာမဟုတ်ဘူးเนาะအဲ့တော့ဒုက္ခဒေါမနတဆိုတဲ့ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဒုက္ခဒေါမနတတရားတွေကိုချုပ်ငြိမ်းသွားစေနိုင်တဲ့အစွမ်းတတ္တိရှိတယ်တဲ့သတိပဋ္ဌာန်တရားဟုတ်လားနောက်ဦးဇင်းတို့6ခုမြောက်နဲ့9ခုမြောက်အကျိုးအဲ့ဒါကိုကျတော့မြတ်စွာဘုရားကပေါင်းပြီးတော့ဟောပြန်တယ်ညာယတ္တအဓိကမာယနိဗ္ဗာနတ္တပစ္စည်းကိရိယာယဟုတ်လားညာယတ္တအဓိကမာယဆိုတာကအရိယာမေညာကိုရမယ်လို့ပြောတာသတိပဋ္ဌာန်တရားကိုအထုတ်လို့ရှိရင်နိဗ္ဗာနတ္တပစ္စည်းကိရိယာယဆိုတာကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရလိမ့်မယ်လို့ပြောတာဟုတ်လားဒီနေ့ကဦးဇင်းတို့အရိယာမေညာကိုရမယ်ဆိုရင်လည်းပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုတာပါပဲနော်အရိယာမေညာဆိုတာကလည်းပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတယ်ဘာဖြစ်လို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုလိမ့်မယ်လို့သစ္စိကရိနိဗ္ဗာန်တ္တသစ္စိကရိယာယလို့ခုနှစ်ခုမြောက်အကျိုးကိုဘာလို့ဆက်ဟောတယ်လဲအဲ့ဒါကဖူဉဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာကိုရည်ရွယ်ပြီးတော့ဟောတာတဲ့ဟုတ်လားညာယတ္တအဓိကမာယဆိုတာကမဲ့ဉဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာနိဗ္ဗာန်တ္တတိယယဆိုတာကဖူဉဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာမတူဘူးနော်ဒီလိုအရိယာမေညာနဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတယ်ဆိုတာကသစ္စာလေးပါးကိုထွန်းထွန်းသိအရိယာမေညာဆိုတာကအရိယာမေညာတစ်မျိုးဟာတတန်တရားလုံးမှာတစ်ချိန်နဲ့သူကဖြစ်ခွင့်ရှိဟုတ်လားသူကအလွန်မှစွမ်းတယ်အရိယာမေညာဆိုတာကဘာလို့စွမ်းတယ်ဆိုတော့ကိလေသာတွေကိုသူ့အပိုင်းနဲ့သူအပိုင်းလိုက်သူကအပြည့်သက်ပယ်ရှားပေးနိုင်တဲ့အစွမ်းတတ္တိရှိတယ်ဟုတ်လားအဲ့ဒါအရိယာမေညာရဲ့အစွမ်းပဲတစ်ချိန်လေးဖြစ်ပြီမလို့သူကအလွန်မှအစွမ်းတတ္တိထက်မြက်တယ်ပေါ့ဘုရားတို့အရိယာမေညာဆိုတာ၄ပါးရှိတယ်လေသောတပတ္တိမေတဂရဂါမိမေအနာဂါမိမေအရဟတမေအဲ့ဒီအရိယာမေညာ၄ပါးထဲမှာအစစ်အနှိမ့်ဆုံးလို့ဆိုတဲ့အောက်ထစ်ဆုံးလို့ဆိုတဲ့သောတပတ္တိမေညာဒီပင်လေးဘလောက်စွမ်းလဲစဉ်းစားကြည့်နော်တက္ကာယဒိဋ္ဌိဆိုတဲ့နော်ထင်ရှားရှိတဲ့ယုံနာကိုပဲငါပဲသူပဲလို့ထင်ပြီးတော့ငါဆွဲသူဆွဲပုဂ္ဂိုလ်တ attva ဆွဲလို့ဆိုတဲ့အဲ့ဒီတက္ကာယဒိဋ္ဌိအစွဲမှားကြီးကိုတခါတည်းအမြင့်ပြတ်ပဲတတ်ပြစ်နော်နောက်ပြီးတော့ဝိသိကိစ္စလို့ဆိုတဲ့
Jarana Yatuma and Pata Piro, to the Hondian and Pata Piro, Jumata and the Arena, Tulo, Pito Piro, some such a machine in the deep and the other body go to the Kare, a beta, patient piet. Oh, the Gaya did in a Wisiki Sao, a beta patient piet. And I was doing a swan on Suro, thought about the Mania Astra. Oh, Eddie the Gaya did in a Wisiki Sao, Peta de Grajon. Eddie the Gaya did in a Wisiki Sao, Chipola, may the Lisan Beta at the case. Alone Suri, Bawazu, Lokan Suri, Utakare, Beshabia Yautare. Arabazu Swan Sura, Ria Mania Astra. Hola. Now so a same zo, a ratamania Yamashuano, Pilida Manamia Akongo, Peta Pieme, let Jam Taro Upo. Tayagilida Akongo Nedujan, Gilida Jam Chime Dukari, Akongo Duga Peshabia, Shaude, Tabazu Swan Meye, Ria Mania Astra. Other law is one that they see the Ria Menya, what Ribitan Diago Ato Yene, Shanai. Hola. That's how come out Joe, no? Now can I come out about neighbor not that, the Shikiriya, neighbor Chanango, Yamaupume, Elarabanam Yamapumalu Jogele, Ponyan and Yamaupume, Sulurana did a joy and 4 ones up your name. Ponyan Suraga, Jimpamias of Shit on Lulu Yari, and Lusole. Hola. But they in Tiboa Marin go away. The neighbor Chana, Ponyan, Hola. Yamaupubi to Kazabi or Nilu Yari. Lomata are Ozia Gone, Mianosia, a condom chana look so namula, so nightly. Other low, Ria Boko Gidia, no Punyan, Nevan Chana, or Yamaupubi, poor ones are below, no Bawato Kadia named the Lunine, the Nevan Chana, or through Kanzabi or Nadias or Ara Punyan and Kanzarabe. Many answer the Jim Mepsitan of Jogera, Hola. Allo Punyan and Nevan, Majakana, ones are below, name 9 generals show in the way, Pauloa. Trivitan Dea Loyame. Hola, I've met with Inodinia, Punyan Suraga, Ria Menyan, Yapi, and not the Watija Yalava. No Menyan yet a charme, Punyan Suradam of Shihula, Shite. Ella over with Diago, no Chabarema, Akaliko, Ella Mupura. No a common and Jubilee, Pama Gumachau, Menyan being, Punyan Danya. Hola, everything Meja on Bazugama, Beluma Lulu, Mayao. Taja Mepoku, Yamuton, and Pete that on Mabe, Luzon, and Pura. Not many Yabi, Punyan go down to Yago Yabe, Pima Punyabi Malo, Tijan Timebo. Hola, he Taja Beta Bondrondo. A swamp that the Temian Lade, Ria Menyan, who Yajin is doing there, Tribitan Diadi, Shawnayame, the John Ledola. Hola, he. Timothy Margo and Liban Chana, Punyan and Winzapi or Nina Generation, Tribitan Diadi, Shawnayame, the John Ledola. Ika Jana Subiro, Yaswabia Hoda. The Jojizu Kunabago Jago, the Tribitan di, the Kuriero Dia. Tibian di, Lulu, Mea. The Ujino Diniama. The Tribitan Diago, Ika Yana, Bajan, the Jojizu Kunabago Jago, the John Ledoland of Joadale. A Simpia. Tambabana Diari, Ato in Liberty, Jojizu Yaninabe. Magin Shibago Ato in the Jojizu Yaninabe. Bosan Kunabago Ato in the Jojizu Yaninabe. Bajan, the Tribitan Diago, Mandilo, Ika Yana, Yaswabia, the John Lido Lando, La Hoya the Lay. Medium Shula. Bajan Hoa Lesson. Eddie Diamman and Mia, the Tribitan Diana, Kimbi, Pediama Shifule. Dwabola. In that of Tribitan Diago, Ika Yana, the John Lido Lando Hora. Pedai. Sina the Hadiroto Yamia Joe like me, the lieutenant, no? Tajam Peda Bondro, Tribitan Dia, going to join Beloma, Mako Naibu. Tajam Ujino, Tribitan Diana Pata Biro, no? Sigurema, 2 million little Kushida. Tribitan Dia, Joji Zugaro. Beluni and Joluma, Goma Mofu. Belubio and Gomale, Ludicali Sina Giro. Tribitan Diago, Amatoye, Shinai, a Jitingaro, Jolu, Magonai, Mulu, Jodene. Tribitan Diago, Atoye, Yanai, a Joji Zuriane, Joyen, Magonai, Mulu, Jodene, Sitema, Alu, doing me. No? Tribitan Diago, Amato Gusueno, Tuyame Doka, Chiame Sieria, Joyen, Magonai. Ato Mesono, Yame Chana. Join, Magonai moves or as a galone and to have Joa, Hola. At the original Kudiniama, Pian and Nijin, so 11 and Diago Atoya, Melu, Joeda. And the Joji Kunabago, you will be of Jorabe. Hoyala.
ဒါပေမဲ့လို့သတိပဋ္ဌာန်တရားကိုအထုတ်မယ်ဆိုရင်ဒီခုနကပြောခဲ့တဲ့မြတ်စွာဘုရားနဲ့တဘာဝချင်းတူမယ်ဓာတ်ချင်းတူမယ်ဆိုတာလေးကိုတော့သတိထားလေခြင်းတယ်ဆိုကြပါစို့သတိပဋ္ဌာန်တရားကိုအထုတ်ပြီးတော့သတိပဋ္ဌာန်တရားတစ်မျိုးမျိုးကိုအထုတ်ပြီးတော့နေမယ်အဲ့လိုနေနေတဲ့အခိုက်အတန့်မှာဘလို့ဆန္ဒဆိုတဲ့တုံ့လှုပ်တတ်တဲ့တဏှာကင်းတာကတော့အမှန်ပဲအထုတ်နေတဲ့အခိုက်အတန့်လေးမှာတဏှာကင်းတာကတော့အမှန်ပဲဟုတ်လားအဲ့ဒီအထုတ်နေတဲ့အခိုက်အတန့်မှာတဏှာကင်းတဲ့အတွက်ကြောင့်တဏှာကင်းတော်မူတဲ့မြတ်စွာဘုရားနဲ့အဲ့ဒီအချိန်မှာတော့နီးသွားတာအမှန်ပဲမဆိုနိုင်ဘူးလားဗျဆိုနိုင်တယ်နော်နောက်သတိပဋ္ဌာန်တရားကိုအထုတ်နေတဲ့အချိန်မှာစိတ်နှလုံးမှာကိလေသာကင်းတဲ့အတွက်ကြောင့်ငြိမ်းချမ်းမှုရှိတာကတော့အမှန်ပဲငြိမ်းချမ်းမှုရှိနေတဲ့အတွက်ကြောင့်ငြိမ်းချမ်းတော်မူတဲ့မြတ်စွာဘုရားနဲ့တတ္တဘာဝချင်းတူလို့မို့အဲ့ဒီအချိန်မှာနီးတယ်ပေါ့ဟုတ်လားနောက်သတိပဋ္ဌာန်တရားကိုအထုတ်နေလို့ရှိရင်မမောမှုကင်းတာလည်းအမှန်ပဲဘာမှမမောစရာမရှိဘူးဆိုတာကိုသူသိနေတဲ့အတွက်ကြောင့်အဲ့ဒီလိုသိနေတဲ့အခိုက်အတန့်မှာမမောတဲ့စိတ်ဆိုတာဖြစ်စရာအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်မမောမှုကင်းတော်မူတဲ့မြတ်စွာဘုရားနဲ့ဓာတ်တဘာဝချင်းတူလို့အဲ့ဒီအချိန်မှာနေတယ်ဒါကြောင့်သတိပဋ္ဌာန်တရားတစ်မျိုးမျိုးကိုကြိုးစားအထုတ်ပြီးတော့နေတိုင်းဒါဘုရားနဲ့နေနေတာလို့ပြောလို့မရဘူးလားရတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကတော့သတိပဋ္ဌာန်တရားကိုအထုတ်ဖို့မလိုဘူးလားမလိုဘူးအဲ့တော့ဒီနေရာမှာသတိပဋ္ဌာန်တရားအထုတ်တယ်ဆိုတာကအာနာပါနကမ္မထံကိုစီးပြန်နေဆိုရင်လည်းဒါသတိပဋ္ဌာန်တရားကိုအထုတ်တာပဲဒါကာယ ानु ပဒနာသတိပဋ္ဌာန်ကိုအထုတ်ရရောက်တယ်ပေါ့ဟုတ်လားဣရိယာပု၄ပါးဖြစ်တဲ့သွားရထိုင်လျောင်းဟုတ်လား၄ပါးသောဣရိယာပုကိုအမှန်တိုင်းသိအောင်ကြိုးစားပြီးတော့အထုတ်နေမယ်ဆိုရင်လည်းပဲဒါသတိပဋ္ဌာန်တရားကိုအထုတ်တယ်ဒါလည်းပဲကာယ ानु ပဒနာသတိပဋ္ဌာန်ထဲမှာမပါဘူးလားပါတယ်နောက်တဲ့ကြည့်တယ်တစောင်းကြည့်တယ်မော့တယ်ငုံတယ်ကိုွေးတယ်ဆန့်တယ်ရှေ့တက်တယ်နောက်ဆုတ်တယ်ဟုတ်လားအင်ကြီးဝတ်စားဝတ်တယ်စားတယ်တောက်တယ်ကြောတယ်ဆိုတယ်နိုးတယ်ထားတယ်ကျင်ကြီးကျင်ငယ်ဆွန့်တယ်အစရှိသဖြင့်အသေးစိတ်အမူအရာလေးတွေကိုဒလဇက်တတိဥစည်းပြီးတော့တိနေမယ်ဆိုရင်လည်းပဲဒါသတိပဋ္ဌာန်တရားကိုအထုတ်တယ်လို့မဆိုဘူးလားဆိုတယ်တန်စင်ညပပဆိုပြီးတော့ကာယ ानु ပဒနာသတိပဋ္ဌာန်ထဲမှာပါတယ်ပေါ့ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့သံမေမွေးခြင်းခြေသီးလက်သီးသွားအရေးအသားအကျိုးအစရှိသဖြင့်32ခုဌာနကိုဉာဏ်နဲ့ခွဲခြမ်းစိတ်ဖြာဝေဖန်ပြီးတော့ပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမဆိုတဲ့အမြင်ပြောက်သွားအောင်တော့သံမေသားလည်းရှိတယ်မွေးခြင်းသားလည်းရှိတယ်ဟုတ်လားအရေးသားလည်းရှိတယ်အသားသားလည်းရှိတယ်အကျိုးသားလည်းရှိတယ်အယိုးသားလည်းရှိတယ်အစရှိသဖြင့်ဒီ32ခုဌာနကိုဉာဏ်နဲ့စီစစ်ဝေဖန်ပြီးတော့ဆင်ခြင်မဲ့ဆိုရင်လည်းပဲဒါကာယ ानु ပဒနာသတိပဋ္ဌာန်လို့ဆိုတဲ့သတိပဋ္ဌာန်တရားကိုပွားများအထောက်ရမရောက်ဘူးလားရောက်တယ်နောက်ပြီးတော့ဒီခန္ဓာကိုယ်ကိုဉာဏ်နဲ့စူးစိုက်ပြီးတော့ပထဝီအာဘောတေသောဝါရောဓာတ်ကြီး၄ပါးမျှတာရှိတယ်တဲ့ပြောရရင်ခက်မာတဲ့သဘောပူတဲ့အေးတဲ့သဘောတွန်းကန်လှုပ်ရှားတဲ့သဘောယူစီးတဲ့သဘောဒီသဘောတွေသာရှိတယ်လို့ဓာတ်ကြီး၄ပါးကိုမြင်အောင်ကြည့်မယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာသတိပဋ္ဌာန်ကိုအားထုတ်ရမရောက်ဘူးလားရောက်တယ်နောက်ပြီးတော့ဒီခန္ဓာကိုယ်ကြီးပျက်စီးပြီးတဲ့နောက်သိဆုံးပြီးတဲ့နောက်မှာဆက်လက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အနေအထားအမျိုးမျိုးရှိတယ်ဟုတ်လားရောင်းလာမယ်အယောင်တွေအမျိုးမျိုးပြောင်းမယ်ပြီးရင်ပုတ်ပွားပြီးတော့အရေးအမျိုးမျိုးထွက်လာမယ်ပိုးကောင်မွားကောင်အမျိုးမျိုးစားမယ်တောက်မယ်ပြီးရင်အကျိုးနဲ့ဆိုင်နေတဲ့အယိုးပဲကျန်မယ်ပြီးရင်အကုန်လုံးပြတ်တက်ထွက်သွားပြီးတော့အယိုးတွေကဟိုတစုဒီစုရောက်မယ်ဟုတ်လားပြီးရင်ကာလကြာလာတဲ့အခါကျတော့အယိုးတွေကဖွေးဖြူသွားမယ်ဟုတ်လားနောက်တော်တော်ကြာလာတဲ့အခါကျတော့ဒီအယိုးတွေကအယောင်ပြောင်းပြီးတော့ဆွေးမယ်ဟောနောက်ဆုံးကျတော့မြည်စည်းဖြစ်သွားမယ်ဟုတ်လားဒီခန္ဓာကိုယ်ပြည့်စည်ပြီးတဲ့နောက်မှာဆက်ပြီးတော့ဖြစ်ပေါ်လာမယ့်အနေအထားမျိုးမျိုးကိုစဉ်းစားဆင်ခြင်ပြီးတော့ငါဟာဒီသဘောကိုမလွန်နိုင်ဘူးငါဟာဒီသဘောရှိတယ်ငါဒီလိုဖြစ်အောင်ပါလို့စဉ်းစားရင်ဒါလည်းပဲသတိပဋ္ဌာန်တရားကိုအထုတ်တယ်လို့ဆိုတယ်ဒါဦးဇင်းတို့ကာယ ानु ပဒနာသတိပဋ္ဌာန်14ပါးကိုအချင်းချုပ်ပြောပြတာပါအဲ့ဒါတနည်းနည်းနဲ့ဒကာဓမ္မတို့ဦးဇင်းတို့အထုတ်နေတဲ့အခိုက်တန့်တိုင်းမှာဒါဘုရားနဲ့နေတယ်ဆိုနိုင်မို့လားဆိုနိုင်တယ်နော်ဘာကြောင့်ဘုရားနဲ့နေတယ်လို့ပြောရလဲအဲ့ဒီလိုအားထုတ်နေတဲ့အချိန်မှာတဏှာကင်းတယ်အဲ့ဒီလိုအားထုတ်နေတဲ့အချိန်မှာငြိမ်းချမ်းမှုရှိတယ်အဲ့ဒီလိုအားထုတ်နေတဲ့အချိန်မှာမမောမှုမရှိဘူးဒါကြောင့်မလို့ဘုရားနဲ့ဓာတ်တဘာဝချင်းတူတယ်ဒါကြောင့်သတိပဋ္ဌာန်တရားကိုအားထုတ်ရင်ဘုရားနဲ့နေတယ်နော်ဒါကာယ ानु ပဒနာသတိပဋ္ဌာန်ပေါ့နောက်ပြီးတော့ဘာရှိဦးကတော့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ဆိုတာကခံစားချက်တွေကိုအမှန်တိုင်းသိအောင်ကြိုးစားတာချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာလည်းမထင်ရှားဆင်းရဲတာလည်းမထင်ရှားတဲ့အလေအလက်ခံစားချက်ကိုပဲဖြစ်ဖြစ်ဟုတ်လားအဲ့ဒီဒုက္ခဒုက္ခဥပေက္ခဆိုတဲ့သုံးမျိုးမှာလည်းပဲကာမဂုဏ်အာမိတနဲ့ဆက်ဆက်ပြီးတော့ဖြစ်ရတဲ့ဒုက္ခဥပေက္ခဆိုတာရှိတယ်
ကာမဂုဏ်အာမိတနဲ့မဆက်ဆက်ဘဲနဲ့တရားဓမ္မနဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့ဒုက္ခဥပိ္ပခာဆိုတာလည်းရှိတယ်ဟုတ်လားအဲ့တော့ဥပိ္ပခာဦးဇင်းတို့အဲ့တော့ဝေဒနာ9မျိုးဖြစ်သွားတယ်ပေါ့နော်ရိုးရိုးဒုက္ခဥပိ္ပခာရှိတယ်ကာမဂုဏ်အာမိတနဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့ဒုက္ခဥပိ္ပခာရှိတယ်ကာမဂုဏ်အာမိတနဲ့မဆက်ဆက်တဲ့တရားဓမ္မနဲ့ဆက်ဆက်တဲ့ဒုက္ခဥပိ္ပခာဆိုတာရှိတယ်ဘယ်လိုခံစားချက်တွေကိုပဲဖြစ်တိုင်းသိအောင်ကြိုးစားရမယ်တတိကတော့အဓိကပါနော်အဲ့လိုဖြစ်တိုင်းသိအောင်ကြိုးစားရင်ဘယ်လိုခံစားချက်မျိုးမှတကယ်တမ်းကတော့တည်ငြင်းနေတာမဟုတ်ဘူးနော်ဒါကြောင့်ပိဋကပေါင်းသူတော်တို့အခါရသုတ်တမမြတ်စွာဘုရားကနော်ဇေယျပေါ်ကိုရောက်လာတဲ့မြတ်ဧည့်သည်တွေဟာအမြဲတမ်းနေမယ်ဆိုတဲ့စိတ်နဲ့ရောက်လာတာမဟုတ်ဘူးပြန်လဲပြီးတော့ထွက်ခွာသွားကြမှာရောက်လာတယ်ထွက်ခွာသွားတယ်ဟုတ်လားဇေယျပေါ်ရောက်လာတဲ့ဧည့်သည်ဆိုတာတည်မြဲတယ်လို့မရှိဘူးအဲ့လိုပဲတဲ့ဒီခန္ဓာကိုယ်ကြီးဟာဇေယျနဲ့တူတယ်ပေါ့နော်ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကတော့ဧည့်သည်တွေနဲ့တူတယ်ပေါ့ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ဒီခန္ဓာကိုယ်ကအမြဲနေနေတာတည်နေတာမရှိဘူးဒီသဘာဝတွေကိုကိုယ်ကနားလည်မှုရှိအောင်နော်တတိအဓိကနေရာမှာနေပြီးတော့ကြိုးစားမယ်အထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာတဏှာကင်းတဲ့အတွက်ကြောင့်ငြိမ်းချမ်းမှုရှိတဲ့အတွက်ကြောင့်မမောမှုကင်းတဲ့အတွက်ကြောင့်မြတ်စွာဘုရားနဲ့ဓာတ်တဘာဝတူတဲ့အတွက်ကြောင့်ဒါဘုရားနဲ့နီးနေတဲ့အနေအထားလေးလို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့ဒါလိုပဲဦးဇင်းတို့စိတ်တွေဖြစ်တိုင်းသိမယ်ဓမ္မတဘာဝတွေဖြစ်တိုင်းသိမယ်ဒါဆိုလို့ရှိရင်သတိပဋ္ဌာန်တရား၄ပါးအချင်းချုပ်စုံသွားပြီလို့ဆိုနိုင်မို့လားအကုန်လုံးဦးဇင်းတို့လက်တွေ့ကြပြောရမယ်ဆိုရင်သတိပဋ္ဌာန်တရားဆိုတာအာမထုတ်လို့မဖြစ်တဲ့နေရာဆိုတာမရှိဘူးအာမထုတ်လို့မဖြစ်တဲ့အချိန်ဆိုတာမရှိဘူးအာမထုတ်လို့မဖြစ်တဲ့အနေအထားပုံစံဆိုတာမရှိဘူးဒါကြောင့်အချိန်တိုင်းမှာကြိုးစားအထုတ်လို့ရတယ်နေရာတိုင်းမှာကြိုးစားအထုတ်လို့ရတယ်အနေအထားအမျိုးမျိုးတိုင်းမှာကြိုးစားအထုတ်လို့ရတယ်နော်ဘာလို့မှအကြောင်းပြစရာမလိုဟုတ်လားအကြောင်းပြခြင်းတော့ပြင်းတာကိုပဲအကြောင်းပြခြင်းပြယုံကြည်မှုနည်းတာကိုပဲအကြောင်းပြခြင်းပြဟုတ်လားလို့မဖြစ်ဘူးဆိုတာတော့ပြောစရာကိုမရှိဘူးရုပ်စွာအစုံကျင်ကြီးကျင်ငယ်ဆိုရင်တော့မြတ်စွာဘုရားကဂတိကလေးနဲ့ဒါသိပြီးတော့ပြုရမယ်လို့ဟောထားတာဆိုတော့ဒါလို့မဖြစ်တဲ့အနေအထားဆိုတာဘယ်နေရာမှာမှမရှိဘူးဒါကြောင့်နိုးကြားနေတဲ့အချိန်တိုင်းမှာတကယ်တမ်းကကိုယ်တန်တန်မှာတရားဝရိယသာရှိမယ်ဆိုရင်တော့လွတ်တက်ဖို့ဆိုတာကဘာမှခက်တာမဟုတ်နော်လုတ်ဖြစ်ဖို့ကလည်းအလွန်အမင်းခက်နေတာဟုတ်တယ်မဟုတ်လားလုတ်တက်ဖို့ဆိုတာကဆိုကြတော့ဝင်လေထွက်လေကိုမှတ်တယ်ဆိုကြပါစို့ဦးဇင်းတို့ဆွမ်းလွန်ဆရာတော်ကြီးဥက္ကဝိဆိုလို့ရှိရင်စာတောင်တတ်တာမဟုတ်နော်ဒီဝင်လေထွက်လေကိုထိတာကိုသိနေလို့ရှိရင်ကုသိုလ်ရတယ်ဆိုတဲ့ဒီအတိလေးလောက်နဲ့လှုပ်သွားတာပြီးတော့ဗာဖြစ်ရဟန္တာဖြစ်သွားတာပဲဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကို့မှာဒါကိုတကယ်ယုံကြည်တဲ့စိတ်ဒါအလွန်အကျိုးကြီးတယ်အလွန်မှတန်ဖိုးရှိတဲ့အလုပ်ဆိုတာကိုတကယ်ယုံဖို့လိုတယ်ပေါ့ပြီးရင်ဒါကိုလက်တွေ့အကောင့်ထဲပေါ်ကြိုးစားအထုတ်မဲ့ဝရိယရှိဖို့လိုတယ်အဓိကကတော့အဲ့ဒီတရားဝရိယတကယ်လုပ်ပြီးဆိုရင်တော့တတိယဝရိယရဲ့ပညာရဲ့သုံးလုံးဆိုရင်မြတ်စွာဘုရားကလိုအပ်တာကိုပြောပြတယ်အဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့ဒီနေရာမှာပြောချင်တာကဘုရားနဲ့နီးတယ်ဆိုတာသတိပဋ္ဌာန်တရားကိုအထုတ်ရင်တော့တရားပေါင်းနီးတာပဲနော်သတိပဋ္ဌာန်တရားကင်းပြီးတော့နေမယ်ဆိုရင်တော့ဘုရားနဲ့ဝေးမယ်ပုထုဇဉ်သဘာဝလောဘဖြစ်စေအာယုန်နဲ့တွေ့ရင်လောဘဖြစ်မှာပဲမကျေနပ်စရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်မှာပဲများသောအားဖြင့်တော့တရားဓမ္မတို့ရောဥရှင်တို့ရောဘဝမှာနေနေတာကတော့လောဘတလေဒေါသတလေတခါတလေလောဘပေါ့ဟုတ်လားတခါတလေဆိုရင်လည်းဒေါသပေါ့ဟုတ်လားအဲ့လိုနေနေရင်တော့ဒါမြတ်စွာဘုရားနဲ့ရုပ်ပွားဆင်းတုတော်နဲ့ဘလောက်ဖက်ကိုနဲ့နီးပါနဲ့ပြောဘုရားကျိုးဘုရားကြားရောက်နေလေဘုရားနဲ့တော့ဝေးနေအောင်ပါမဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘုရားဟာတကယ်တမ်းကတော့ကိုယ့်ရဲ့အတွင်းတဏ္ဍာကိုယ့်ရဲ့စိတ်ထဲမှာရှိဖို့ဆိုတာပို့ပြီးတော့အရေးကြီးဘူးလားအရေးကြီးတယ်အဲ့ဒါဆိုလို့ရှိရင်လည်းပဲကိုကသူတော်ကောင်းတရားနဲ့မဝေးဖို့လိုတာပေါ့နော်မြတ်စွာဘုရားကဘုရားဆိုတာလေတရားဆိုတာကိုအဓိကဦးစားပေးပြီးတော့ပြောထားတာဒီမတွေ့ရဘူးလားတွေ့ရတယ်တရားကိုမမြင်ရင်ဘုရားကိုမမြင်ဘူးလို့ပြောတာဗျနော်ဘုရားကိုမမြင်ရင်တရားကိုမမြင်ဘူးလို့ပြောထားတာမတွေ့ဘူးဟုတ်လားတရားကိုမမြင်ဘူးဆိုရင်တော့ဘုရားမမြင်ဘူးလို့ပြောတယ်တရားကိုမြင်တယ်ဆိုရင်တော့ဘုရားကိုမြင်တယ်လို့ပြောတာပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နော်သတိပဋ္ဌာန်တရားဒီတာနေရင်ဘုရားနဲ့နီးတဲ့နေရာမှာအကောင်းဆုံးကျင့်သုံးကြိုးစားအထောက်ရမယ်အကျင့်လမ်းစဉ်ဖြစ်တယ်ဆိုတာကိုလည်းပဲဒါဦးဇင်းတို့ညီကုန်းချုပ်ပြောတာပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့သင်္ဃာတိကနာသုတ်တံဆိုပြီးတော့
ဘုရားနဲ့ဝေးတဲ့လူဘုရားနဲ့နီးတဲ့လူဆိုတာကိုအမျိုးမျိုးပြောပါတယ်နော်ဘုရားနဲ့နီးအောင်ဘယ်လိုနေရမလို့ဘုရားနဲ့နီးစီတဲ့အည်သွေးရှိအောင်ဘယ်လိုကြိုးစားအထောက်ရမလဲဆိုတာကိုလည်းသတိပဋ္ဌာန်တရားကိုပြောပါတယ်ဟုတ်လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့ညသင်္ဃာတိကဏသုတ်တံကိုနာယူကြည်ညိုကြရတယ်နှလုံးသွင်းကြရတယ်နော်ဘုရားနဲ့နီးအောင်ဘယ်လိုကြိုးစားအထောက်ရမလဲဆိုတာကိုလည်းပဲဒါစဉ်းစားမိကြသွားကြပြီပေါ့နော်ဒါကြောင့်ဘုရားနဲ့နီးအောင်သတိပဋ္ဌာန်တရားကိုကြိုးစားပြီးတော့အထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့သင်္ဃာတိကဏသုတ်တံဘုရားနဲ့နီးသူဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဒေတုမဂန္တေတရားနာပိသပေါင်းသူတော်ဟောတို့သာသာအလုံးသောတတ္တဝအနန္တတို့အားသာဗမင်္ဂလာလောကေလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသာဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့ဌာနမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမည်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသိဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသာဗဝရဏုဘဝေနကေငါဝါလူတေစုမကပွင့်တော်မူကြတယ်ဆိုသောဒါဘဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသာဘဓမ္မနုဘဝေနမဲလီတံဖူလီတံနိဗ္ဗာန်ပြည့်တိဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသာဘသံဃာနုဘဝေနမေကတံလေးရောက်ပလတံလေးရောက်ဆိုသောရှိရောက်သောရိယသံဃာရှင်မြတ်တို့နှင့်တကွတေလဂုံသမာဓိဂုံပညာဂုံတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာရရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း